ဘသူကိုချစ်မှလဲတဲ့ဗတ္တရားတဲ့လေဘသူကိုချစ်မှလဲလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးစွာလက်အုပ်ချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရားကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားရှိယူကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်တရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်ဥရေတိတာနိလောကိညုစန္ဒီမာဓမ္မတိတကုပပသေတိဣမေဇံတုဓမ္မရံတိဓာတုစုဓာနိရာနိယဘုရားတိဟုသောယရဏစံယုံကြောင့်တရပံဟုံတို့ဖြာဖြာစံဆုံးတင်း၍စွမ်းကုန်ပွင့်ရမည်ယခုကကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလာယောင်ထွေထွေလာယောင်တို့ထက်ကရေကရာမကဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သည်ဖြင့်ကဘာတလွားမှယရဏတရားဒီဟုသောအရာဝါလည်းရှိတော်မူပါ၏ထသောလောကီညုလူအကြောင်းနေနတ်ကြောင်းနေမြမကြောင်းတွေနဲ့ကဘာကြောင်းတွေရှိရှိသမျှမိမိရာရာအခဲမဲ့တင်မျက်ရှင်ဗရမလက်တင်ထတဲ့ကဲ့သို့ပိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါ၏ထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိတ်ဆုံးဖြစ်၍စိတ်တလုံးမြသောတာလုံးခဏမဘောလာလည်းရင်တမြောကမန္တိလေးရသည်စံငွေပွင့်ပုံတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောကိုပြခွင်း၍အလင်းတတကြီးကြီးနဲ့ဟောဥရိတောင်းတိန်စီမမြရောင်ကြီးတပိတ်ပိတ်နဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးယုံကိုလှည့်ရ၍လေးရကိုမြန်တော်မူဒီတကူမြန်နန်းနေလာစံရဏဖြစ်တော်မူပါ၏သောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖက်ရာတော်တွင်မူအပြင်မူအစဉ်ဘုရားအမှုကကြသဖြင့်ဘုရားရှိသူတွေကိုဘုရားတွင်ချုပ်ငြိမ်အောင်ယုတ်သိအေးမြစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိရှိသောပါရမီသဗ္ဗအညိတသော၍မြတ်သောဝါဒနာခိုင်ညသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေဇန္တုရှေးဘဝဇယာယိတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုထိုများစွာတတ္တဝါအနန္တမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဤဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတို့ဖြင့်ပဗန္တိတိပါရမီဒိဋ္ဌံမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နံအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်၍ထောလင်းတော်မူလဲပါကဘာမောင်မသိမြရောင်ကြီးညွန်ဘုဒ္ဓဖြင့်
ထူးကျက်တဲ့မဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖယားမေတ္တာဘုစာပိုက်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လို့လိုက်ကြရအောင်အလုံးမဲ့လိုက်ဆိုပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်တတ္တဝါတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဘေးအတန်တန်ရန်ခတ်သိမ့်တို့ရှောင်းငါဒိန်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လက်ကင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်စံမြန်းနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဘဝတဲ့အတံပါပေစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဘေးအတန်တန်ရန်ခတ်သိမ့်တို့ရှောင်းငါဒိန်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လက်ကင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်စံမြန်းနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဝါရေတံပါပေသဗ္ဗိတိယောဝဝဇန္တုသောကောရောဂဝိနာတတုမဟာတေဘောတွန္တရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတိယောအလုံးစုံသောဘေးဥပယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝိဝေဇန္တုရှောင်လွယ်ပြောက်ပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မဘုံတုမကြမရောက်ကြပါစေကုန်လင်ဒုက္ခိဒုက္ခိတော ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီခါယုကသက်ရာတန်ကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ညဓမ္မသဘင်ကိုဝိတို့ခုချိန်ကစတင်ပြီးတော့ဖွင့်ပါတယ်ဗာတရားတဲ့လေအိမ်တအိမ်မှာမိသားစုတစုနေကြတော့ကလေးငယ်လေးတွေရှိရင်ဘိုးတို့ဘွားတို့မေတို့ဖေတို့ကကလေးကိုခေါ်ပြီးတော့တခါတခါကြရင်
မေးတဲ့မေးခွန်းတတဘသူကိုချစ်လဲပြောမိမိဘသူကိုချစ်လဲပြောအဖေနဲ့အမေနဲ့နှစ်ယောက်ထိုင်နေတဲ့အခါကလေးမယားကိုမေးတဲ့မေးခွန်းကလေးကလည်းသူ့စိတ်ထဲရှိတာသူဖြေတယ်ဘဝကြီးကိုချစ်တယ်ဘိုးကြီးကိုဆိုတော့ဘိုးကြီးလည်းချစ်တာပဲအဲ့ဒါမေးခွန်းတစ်ခုထပ်မေးတယ်ဘသူကိုပိုချစ်လဲလှုပ်လာပြန်ဟောဘသူကိုပိုချစ်လဲဆိုတော့ကလေးကအဖြေရခက်ပြီအဖိုးမျက်နှာကြည့်လိုက်အဖွားမျက်နှာကြည့်လိုက်အဖိုးမျက်နှာကြည့်လိုက်အဖွားမျက်နှာကြည့်လိုက်ပြောလေဘသူကိုပိုချစ်လဲပြောလေဘသူကိုပိုချစ်လဲဆိုအဲ့လိုပြောလေဘသူကိုပိုချစ်လဲလို့ခဏခဏမေးတဲ့လူကိုပဲလက်ညှိုးထိုးပြီးတော့ဘဝကြီးကိုပိုချစ်တယ်ဒီလိုပြောကြဆိုကြတဲ့စကားဟာလောကထဲမှာမိသားစုတိုင်းဝိုင်းထဲမှာပြောနေတဲ့စကားကိုဒီနေ့ညယူပြီးတော့ဘုန်းကြီးကဒီတရားနာပိဋကကြီးကိုမေခွန်းလေးတွေနဲ့ဘယ်သူကငါတို့ပို့ချစ်တယ်လဲငါတို့မိသားစုထဲမှာဒါလေးသိရအောင်လို့ပိဋကကြီးဒီနေ့ပြောမယ်တရားဘယ်သူကိုချစ်မှလဲတဲ့ဗာတရားတဲ့လေအဲ့တော့စမယ်ဇလန်းလေးကပိဋကကြီးမိသားစုလေးနဲ့စမယ်ဆိုတော့အိမ်မှာအမေရဲ့အဖေရဲ့သားရဲ့သမီးရဲ့မိသားစု၄ဦးလို့ဆိုလိုက်မိသားစုဘယ်နှဦးလဲ၄ဦးပါဗျာမိသားစု၄ဦးနေတယ်အဖေကမြို့မှာအလွန်ချမ်းသာကြွယ်ဝသောတထေးကြီးတူဥပမာလေးပြောပြီးရေးသားအဖေကမြို့မှာအလွန်ချမ်းသာကြွယ်ဝသောတထေးကြီးတူအမေကမြို့မှာအထုကုရှဝင်းကြီးချမ်းသာလိုက်တာလေဘုရားတိုက်နဲ့ကားနဲ့စိန်နဲ့ရွှေနဲ့ငွေနဲ့အဖေဘက်ကအမျိုးတွေကြည့်တော့လည်းပဲတရွှေလုံးတစ်မျိုးလုံးကချမ်းသာတယ်အမေဘက်ကမျိုးတွေကြည့်လိုက်ပြန်တော့လည်းပဲပညာတတ်တယ်ကြီးပဲအဖေဘက်ကပစ္စည်းဥစ္စာပေါ်တယ်အမေဘက်ကပညာတတ်တယ်အမေရဲ့အမဆိုရင်ဘယ်အင်္ဂလာမှာတဲ့ဆရာဝန်မကြီးတဲ့ဘယ်ရှိုံမှာဘယ်သူတဲ့မောင်ကဘုံမူကြီးတဲ့အကိုကတရားသူကြီးတဲ့ဆိုတော့မရေးသားအဲ့ဒီလိုမိဘနှစ်ပါးဘက်ကမိဘကိုယ်တိုင်ကလည်းပတ်စံရှိချမ်းသာတယ်ပညာတတ်အတိုင်းဝိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမိဘအဲ့ဒီဆွေမျိုးရဲ့အတိုင်းဝိုင်းအောက်မှာနေရတော့ထိုသားနဲ့ထိုသမီးတို့ဟာဘုရားတိုင်ဂုံရှိတယ်တဲ့ရှိလားမရှိဘူးလားရှိပါရဲ့ဗျာမိဘရဲ့အရှိန်အဝါဘယ်သူအရှိန်ဝါမိဘရဲ့အရှိန်ဝါပါဗျာဆွေမျိုးတွေရဲ့အရှိန်ဝါဘယ်သူအရှိန်ဝါဆွေမျိုးရဲ့အရှိန်ဝါပါဗျာကောက်မှပြီဘုရားတိုင်အဲ့တော့ထိုသားနဲ့ထိုသမီးကိုရွှေကြီးမျိုးကြီးရွှေမျိုးလဲတောက်တာမိဘတွေကလည်းပစ္စည်းချမ်းသာအဲ့တော့ထိုသားနဲ့ထိုသမီးတို့သည်ထိုမိဘထိုဆွေမျိုးတို့ရဲ့အရှိန်ဟွာကြောင့်တော်ယုံတန်ယုံပုဂ္ဂိုလ်တွေကအဲ့ဒီသားနဲ့သမီးကိုစော်ကားမော်ကားလှုပ်ရဲလားမရပါဘူးဗျာဘာဖြစ်လို့တုံးဆိုလို့ရှိရင်အတိုင်းဝိုင်းတောက်လို့ဘာဖြစ်လို့လဲမိဘကလည်းငငယ်တွေကဆုံးသွားမွေးထားတာကလည်းကိုတယောက်တည်းဆွေတွေမျိုးတွေကလည်းဘယ်လိုက်လို့လိုက်အောင်မသိဘူးရှင်ရဲ့မွဲတည်ပညာမတတ်ဘူးဘုရားတိုင်အိုးအဲ့ဒါကြတော့လေဟိုလူကနှိပ်ဆက်ရှင်ရတာလေဒီလူကတခါတည်းမန်မဲရှင်ရတာလေလူသားချင်းတော့တူတူပဲသို့တော့မိဘဆွေမျိုးအတိုင်းဝိုင်းဂုံရှိရင်ရှိသလားအတောင်းရင်တောင်းသလားစောကားမောကလုံးမဲ့ပုဂ္ဂိုလ်ကလည်းသွားမထီနဲ့အမလီသူတို့အမျိုးကရွှေကြီးမျိုးကြီးမင်းသွားမလုံးနဲ့ဟောကြီးနောက်တာအသာဆုံးနေဟောမရှိတဲ့လူကြတဲ့ကခြားကွာအဲ့ဒီကောင်တကောင်ကျွတ်ကွာချပြစ်ကွာအဲ့ကောင်ဘာမှသိခူးဆိုင်နေရမလို့လောကဥပမာကိုပြောနေတာဘာပြောနေတာလဲရွှေမျိုးအင်အားတောက်တင်းရင်သူများနှိမ့်ဆက်ရဲလားမိဘဂုံအရှိန်ဝါရှိလို့ရှိရင်သူများနှိမ့်ဆက်ရဲလားအဲ့ဒါလေးကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့လိုက်ဆိုကြည့်စမ်းမှာမိဘဂုံဝါပြည်သူမှာ
အရှိန်ဝါရှိလေတာမိဘကုံဝါပြည်သူမှာအရှိန်ဝါရှိလေတာဆွေမျိုးတောက်ညာထိုသူများစောကားမခံရပါဆွေမျိုးတောက်ညာထိုသူများစောကားမခံရပါမိဘဆွေမျိုးတောင်းသည့်အကျိုးကြောက်ရွံ့မရှိပါမိဘဆွေမျိုးတောင်းသည့်အကျိုးကြောက်ရွံ့မရှိပါဒီသားနဲ့ဒီသမီးဟာလည်းပြေးတယ်သူကသူအလိုလိုနေကိုအားရှိလာတယ်။အိုးငါတို့အမေကပညာတတ်ငါတို့ဆွေကြီးမျိုးကြီးပဲဘာကြောက်เสียလိုလဲဆိုတာပြေးသားရေးနောက်ကအတိုင်းဝိုင်းအင်အားတောင့်တင်းနေရင်သားနဲ့သမီးကလည်းပဲအလိုလိုနေရင်အားရှိလာပါသည်ဘယ်သူကမှလည်းကိုယ်ကိုစော်ကားမော်ကားမလုပ်ရဲပါဘူးတဲ့ကြောက်เสียကိုမလိုသလားအမေလည်းမရှိဘူးဖေလည်းမရှိဘူးဆွေမျိုးတွေကလည်းဘယ်ရောက်လို့ဘယ်ပေါက်နေမှာမသိလောကကြီးထဲမှာတဲ့တကောင်ကျွဲတမျက်နှာနဲ့နေရရင်ကြောက်လဲကြောက်ရတယ်သူများတွေလည်းလာစော်ကားတယ်သူများစော်ကားတာနှိပ်စက်တာကိုလည်းပဲအလိုလဲခံရတတ်တယ်ဥပမာပေးနေတာဗာပေးနေတာဆိုလိုက်ပေါ့ဒီဥပမာအတိုင်းသာသူငါသိရမှာဒီဥပမာအတိုင်းသာသူငါသိရမှာဧတတေအဲ့ဒီဥပမာလေးကိုနားလည်သွားပြီဆိုရင်ပုံညာညာတိသာယောဝါပုံညာညာတိသာယောဝသင်္ဃဟံပုံညာကာရိနံသင်္ဃဟံပုံညာကာရိနံတတ္တမဟိအတနောဒီပံပုံညံဧတန္တုသာရဝောသာရဝောနှလုံးပြောင်းအိုသူတော်ကောင်းတို့ပုံညာစမထင်သန္တရာတခွင်ကယနေ့ကြအောင်သုံးဝါစေရဏဉာဏ်တရာဖြင့်သုံးဝါစေရဏဉာဏ်တရာဖြင့်ပြုလာပေါင်းစုကောင်းမှုကမ္မဟူသည်မြသည်ပြုလာပေါင်းစုကောင်းမှုကမ္မဟူသည်မြသည်ညာတိဝါသာဝနေရေပြေလေအေးဖို့ပြုဘေးကူမထောက်ပံ့ကြသည်ဖြင့်မိဘလင်မယားဆွေမျိုးများနဲ့မချပုံသည်တူညီလဲတူညီလာပါ၏ဒါယောဝါဆင်းရဲလွတ်မြောက်ချမ်းသာရောက်ဖို့စောက်ရှောက်ကူမပြုဘေးပေါ်ရသည်ဖြင့်ချစ်လာနေရင်တငယ်ချင်းနဲ့လဲမယွင်ပုံတွေတူညီလာပါ၏ပုံညကာရီနံမိတ်ကောင်းဆွေကောင်းရှင်ပဲပေါင်း၍မိတ်ကောင်းဆွေကောင်းရှင်ပဲပေါင်း၍စုဆောင်ကုသိုလ်ထိုများစွာတတ္တဝါတို့ကိုသင်္ဃဟံအယိပမသွားလေရသို့လိုက်ပါစောက်ရှောက်ကောင်းညိုရောက်အောင်ဆောင်လဲဆောင်ရွက်တပါ၏တတမဟိကုသိုလ်အထုများကောင်းမှု၏ဆွေမျိုးစုသင်တငယ်ချင်းတို့မယွင်လိုက်ပါသွားလေရာကိုချမ်းသာရရန်စောက်ရှောက်မှန်သောကြောင့်သာရဝောသူ့အကျိုးကိုအကျိုးအမျိုးမျိုးကိုသေဘုလိုညာသူတော်ကောင်းများတို့သည်အတ္တနောတိပံသွားလေရာသူလိုက်ပါသဖြင့်ကိုဟာအစစ်အထရလည်းဖြစ်သောပုံညာဒါနသီလဘာဝနာဟု
သုံးပြစုဆောင်ကောင်းမှုကုသိုလ်အပေါင်းကိုဧတံတုမယွင်တတိပြည့်မကြီးပဲလဲညဉဏ်ပဲနိဗ္ဗာန်ဆက်အောင်အာတေရွှင်ပြောအာတေရွှင်ပြောကောင်းစွာမသွေရှာမိတော်မူလိုက်ကြကုန်ရာတည်းမိမိတို့ပြုလုပ်ထားတဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုဆိုတာဘေးသားရဲ့မိဘဆွေမျိုးတငယ်ချင်းနဲ့တူတယ်တဲ့ကုသိုလ်ကောင်းမှုဟာမိဘဆွေမျိုးတငယ်ချင်းနဲ့တူတယ်အဲ့တော့ကောင်းပြီမရင်တိုင်းကုသိုလ်က၃မျိုးရှိတယ်ကုသိုလ်ဘယ်နှမျိုးလဲ၃မျိုးပါဗျာဘာတွေလဲဒါနသီလဘာဝနာကုသိုလ်ဘယ်နှမျိုးလဲဘာတွေလဲဧဒါနာသီလဘာဝနာတဲ့ကောင်းပြီမရင်တိုင်းဒါနဘာတော့ဒါနဆိုတာဘာနဲ့တူတာတော့လိုက်ဆိုကြည့်တယ်မှာမရင်တိုင်းဒါနဆိုတာအမေပါလိုရာပေးနိုင်တာဒါနဆိုတာအမေပါလိုရာပေးနိုင်တာပေးတိုင်းကိုဘဝမှာအမေရှိသလိုဒါနကုသိုလ်ကောင်းမှုဟာလည်းအမေနဲ့တူတယ်တဲ့အမေဟာသာသမီလိုချင်တာမှန်တယ်မြောက်အမေတန်းသားသမင်းစားမယ်ဆိုရွက်ငါသားစားအမေတန်းသားမဟုတ်ဘူးဘယ်ကယူသွားအမေတန်းသားရေချိုးခြင်းနဲ့ချိုးပေးတယ်အမေတန်းသားကစားစရာလိုချင်တဲ့ဝယ်ပေးတယ်အနိကစောက်ရှောက်တယ်အမေဟာသာသမီလိုချင်တာကိုပေးတတ်တယ်လို့ဒါနကုသိုလ်ကောင်းမှုဆိုတာလည်းပဲပြည့်တတ်ရဲ့ဖြစ်လျာဘဝတိုင်းမှာဘာလိုချင်တယ်လဲနဲ့စိန်လိုချင်တယ်စိန်ရမယ်ရွှေလိုချင်ရင်ရွှေရမယ်အိမ်လိုချင်ရင်အိမ်ရမယ်ကားလိုချင်ရင်ကားရမယ်ဘောဂတံပတ္တိလို့ခေါ်တယ်စီစဉ်ဥစ္စာမျိုးတွေကိုလိုချင်တာရအောင်ပေးတယ်ဆိုတာဒါနအမေကပေးနေတာဘယ်သူကပေးနေတာဒါကြောင့်ဒီနေ့ညမကွေးမြို့ကရုဏာရှင်များနာယေကုညီမို့သင်းကြီး7နှစ်ပြည့်35ညတိုင်းဓမ္မသဘင်ပွဲကြီးမှာဓမ္မဒါနကောင်းမှုရှင်တွေဓမ္မပူဇာတွေလှူလို့အောင်စေခြင်းမှုတို့စေပရိသာမင်းတို့စရှိသည့်အဖြစ်ပေါ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်နေတယ်ဆိုတာဘိယတတ်တဲ့အမေကိုအာကိုနေတာဘယ်သူကအာကိုနေတာအမေဒါနရှိထားမှလိုရနိုင်တယ်ရနိုင်လားမရနိုင်ဘူးလားတော်တော်လေးမှလိုက်ပါဒါနသည်အမေနဲ့တူတယ်နောက်တစ်ခုသွားမဲ့ဘိယတရဲ့အဖေသီလတူဘုံကမัจจဥပမာအဖေသီလတူဘုံကမัจจဥပမာအဖေသီလတူဘုံကမัจจဥပမာသီလဟာဘာနဲ့တူအဖေနဲ့ဘာကြောင့်တူတာတော့ဆိုလို့ရှိရင်ဘိယတိုင်းအဖေကအိမ်မှာအနေတီးတယ်ဒီဘူးလားစိတ်ကန်းကြီးတယ်ကြည့်ဘူးလားအိမ်မှာအဖေနဲ့အမေဘယ်သူကြောက်อ่ะဘာလို့ကြောက်အဖေအနေတီးတာဟုတ်အိမ်မှာတခုခုစီမင်းဥပဒေထုတ်ရင်အဖေထုတ်တာဟေးမင်းတို့ဒီလမ်းမသွားနဲ့ဆိုမသွားနဲ့တတ်တိရှိသွားကြည့်ပေါ့သွားရဲလားဘယ်ချိန်ရောက်အောင်ပြန်လာဆိုလို့ရှိရင်အဖေရဲ့အမိန့်တိုင်းအဖေရဲ့စီကံတိုင်းဘယ်တိုင်းပြန်လာလားမလာဘူးလားအမေကအုပ်ချုပ်တာပြောတယ်သားသမီးပေါ်မှာအလိုလိုက်တယ်ဟုတ်တယ်မို့လားများသောအဖြစ်အဲ့ဒီလိုကြီးပဲဘယ်မိသားစုဖြစ်ဖြစ်အဖေကစီကံကြီးတယ်ကြည်လားမကြည်ဘူးလားအဖေကြောက်ရလားမကြောက်ရဘူးလားကြောက်ရတာပေါ့ဘိယတရဲ့ထိုနည်းတူစွာပဲဘိယတရဲ့သီလဆိုတာစီကံနဲ့သီလဆိုတာဗါတဲ့
ဟဲ့သူများတဲ့မတတ်ရဘူးဆိုတတ်ကိုသွားမတတ်နဲ့တတ်ရင်ဘာဖြစ်လဲအပြစ်ပေးခံရမယ်တတ်ရင်ဘာတဲ့လဲအသက်တူတတ်တယ်ဟောလာပြီးယောဂထူတတ်တယ်အပြစ်တွေပေးပြီမပေးဘူးလားမင်းည10 နာရီတို့အရောက်အောင်ပြန်လာရင်နော်မလိုက်မနဲ့ငါမင်းငါရှိုက်မှာဆိုရင်အဖေကတကယ်ရိုက်တာဟုတ်တယ်မလားဘေးသားအပြစ်ပေးတာဘာလို့တာလဲစီကံကြီးတာအဖေစီကံကြီးတာအဖေတို့နင်းတူစွာပဲဘေးသားတွေသီလဟာစီကံနဲ့သူများတဲ့မတတ်နဲ့ဆိုမတတ်နဲ့ဘာမှလျှော့ပေးလို့မရဘူးသူများပစ္စည်းမကုန်နဲ့သူသားမရမစော်ကားနဲ့လိမ်မပြောနဲ့အရင်မတော့နဲ့စီကံ5 ချက်ထုတ်ထားတာစီကံဘယ်နှချက်လဲအဲ့ဒီစီကံ5 ချက်ကိုလိုက်နာထားရင်ကိုယ့်ရဲ့အနာမှာအဖေရှိတယ်တဲ့ဘာရှိတယ်တဲ့လဲဒါနနဲ့သီလကုသိုလ်ကောင်းမှုတွေလှုပ်ထားရင်အဲ့ဒါမိဆုံးဖဆုံးခေါ်တယ်ဘာခေါ်လဲဒါနတော့လှုပ်တယ်သီလတွေပြည့်နေရင်ပြေးသားရဲ့အမေပဲရှိတဲ့လူနဲ့တူတယ်အဖေမရှိတာနဲ့တူသွားပြီဟုတ်တယ်နော်ဒါကြောင့်မို့လို့သီလသည်အဖေနဲ့တူသည်သီလသည်ဘာနဲ့တူနောက်တစ်ခုဆိုမယ်ဘယိတ္တလိုက်ဆိုကြည်သားမှာဘာဝနာဆွေမျိုးသူအာကိုအကျိုးမယုတ်ပါဘာဝနာဆွေမျိုးသူအာကိုအကျိုးမယုတ်ပါဟောဘယိတ္တတည်းရဲ့ဘာဝနာကုသိုလ်ကောင်းမှုကဆွေမျိုးနဲ့တူတယ်ဘာနဲ့တူမြတ်ဗုဒ္ဓကဘာဝနာနဲ့ပတ်သက်ပြီးတော့ဘယိတ္တသမထကမ္မထံ40ရှိတယ်တဲ့သမထကမ္မထံဘယ်လောက်ရှိလဲအဲ့ဒါဆွေမျိုးလို့မှလိုက်ဆွေမျိုး40ရှိတယ်ဆွေမျိုးဘယ်လောက်ရှိလဲဘုရားရှိခိုးတယ်ပရိစိတ်တယ်မေတ္တာပို့တယ်ပြိပ္ပထန်တွေရွတ်တယ်အဲ့ဒါဆွေမျိုးတွေပဲအဲ့ဒါဘာတွေလဲမကွေးမျိုးမှာတရားရိပ်တာတွေမရှိဘူးလားတရားရိပ်တာတွေမှာသွားပြီးတော့ဒီစင်မှာကြောင်းပိတ်ရက်တို့ဟိုတကြံပိတ်ရက်တွေမှာသွားပြီးတော့တရားစခန်းတွေဝင်ပြီးတော့9 ရက်တို့1 လတို့45 ရက်တို့10 ရက်တို့တရားစခန်းတွေဝင်တာတွေကမရှိဘူးလားအဲ့ဒါဆွေမျိုးရှိကိုသွားတာဘယ်ကိုသွားတာလဲတရား35 ညတော့နာရတာတော့နာမဝေးဘူးဟုတ်တယ်နော်အဲ့တော့ဘာဝနာဒီဆွေမျိုးနဲ့တူတယ်တဲ့ဘာဝနာဘာနဲ့တူတယ်တရားမရှိကိုပရိမစိတ်ဘူးမေတ္တာမပို့ဘူးပရိပဋ္ဌာန်မရဘူးတရားစကားမဝင်ဘူးဆိုအဲ့ဒါဆွေမျိုးတရားမှမရှိဘူးလို့မှတ်တာတရားရှိခိုးနိုင်တယ်ပရိစိတ်တယ်မေတ္တာပို့တယ်ပရိပဋ္ဌာန်တွေရွတ်နေတယ်တရားစကားတွေမှာတရားနှလုံးချင်းသုံးနိုင်တယ်ဆိုရင်အဲ့ဒါဆွေမျိုးတွေကိုအားကိုးထားတာဘာတွေအားကိုးထားတာလဲအဲ့တော့ဘေးတိုင်အမေအရှိန်ဝါကလည်းကြီးမယ်အဖေအရှိန်ဝါကလည်းကြီးမယ်ဆွေမျိုးအင်အားလည်းတောက်တင်းမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုသူများတွေမနှိမ့်ဆက်နိုင်ဘူးလို့မပြောခဲ့ဘူးလားဒါကြောင့်မို့လို့ဘေးဒါလေးလိုက်ဆိုကြည်သားမှာကုသိုလ်တောင့်တင်းအပေတွင်ကြာစင်းမရောက်ပါကုသိုလ်တောင့်တင်းအပေတွင်ကြာစင်းမရောက်ပါမစောကားရတာကုသိုလ်မှာတောင်းကနေလို့ပါမစောကားရတာကုသိုလ်မှာတောင်းကနေလို့ပါယေတတေငရေတလိစ္ဆံပိဋ္ဌံအတုရကဲလို့ခေါ်တယ်အပယ်၄ပါးကကုသိုလ်ရှိတဲ့လူမစောကားရဘူးတဲ့စောကားရလားဟာဒီကောင်ကိုဆွဲချမယ်ကွာအပယ်ရသလားလာတဲ့အမေဒါနကရှေ့တန်းကထွက်လာငါသားထီရဲ့ထီငါမှဒါနရှိတယ်အဖေသီလကလည်းထွက်လာတယ်ငါးပါးသီလလုံးတယ်အပယ်မသွားဘူးရဲ့သွားပါမလားအပယ်ကစောကားရဲလားတရဏဂုံရွတ်ထားမယ်
ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံမြဲတဲ့ပုဂ္ဂိုလ်တဲ့တိတရဏငါသီလမေချာစာယေတံ15ရဲ့စွမ်းဝါသင်္ကန်းလှူဒန်းတောက်ရေကံကြောင်းလူတဝနိဗ္ဗတပုံညာရှိသူမှန်သောတာလိုပဲဂရိမြဲသူလည်းပဲမဲ့ပြန်တဲ့ဟောတရဏဂုံသုံးပါးရွတ်နေတဲ့ပုဂ္ဂိုလ်တိတရဏငါသီလတဲ့ဘယ်နှပါးသီလလဲမဲချစာရေးတံတဲ့စာရေးတံမဲ့လှူတဲ့ပုဂ္ဂိုလ်တွေဒါဒါနကောင်းမှုတွေပါသွားတယ်ဘယ်ထဲပါသွားလဲ15ရက်ဆွမ်းတဲ့15ရက်တစ်ချိန်15ရက်တစ်ချိန်တန်ဃာတော်တွေကိုပိဏ္ဏပဆွမ်းလောင်းတဲ့နေ့စဉ်ဝတ်မပြတ်15ရက်တိုင်း15ရက်တိုင်းတစ်လ2ကြိမ်ပေါ့ဝတ်မပြတ်လောင်းတဲ့ပုဂ္ဂိုလ်တွေ15ရက်ဆွမ်းဝါသင်္ကန်းဝါဆိုသင်္ကန်းလှူတဲ့ပုဂ္ဂိုလ်တွေဒါနထဲမှာပဲဘယ်ထဲမှာပါသွားလဲ15ရက်စွမ်းဝါသင်္ကန်းလူဒန်းတောက်ရေခံတောက်ရေခံနေလူထားတဲ့ပုဂ္ဂိုလ်တွေကြောင်းလူတဝနိဗ္ဗတပုံညရှိသူမှန်ကြောင်းဆောက်ထားတဲ့ပုဂ္ဂိုလ်တွေကြောင်းလူထားတဲ့ပုဂ္ဂိုလ်တွေကြောင်းလူတဝနိဗ္ဗတပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလည်းပဲမဲ့ပြန်လာခဲ့တတ္တိရှိလာနှိမ့်ဆက်ကြည့်ဟောတယ်မှာအမေကရှေ့တန်းကထွက်လာတယ်အဖေကရှေ့တန်းကထွက်လာတယ်ဆွေမျိုးတွေကရှေ့တန်းကနေထွက်လာတယ်ဒါကြောင့်တူတူမပါပရိတိုင်းကုသိုလ်အင်အားတောက်တင်းသူကိုအပေကမစော်ကားရဲဘူးစော်ကားရဲလားကုသိုလ်တောက်တင်းတဲ့ပုဂ္ဂိုလ်အပေဘေးကြီးကြောက်เสียလိုသလားလိုပါဗျာဓမိသားစုအကြောင်းဥပမာထားပြီးပြောနေတာဟုတ်လားပရိတိုင်းအမေကလည်းမရှိဘူးအဖေကလည်းမရှိဘူးရှင်မျိုးကလည်းတယောက်မှမရှိဘူးဆိုစော်ကားမှာပဲမစော်ကားဘူးလားသူများစော်ကားတာခံရမလားမခံရဘူးလားအိုးအနှိမ်ခံရတဲ့ဘိဓာတ်တွေဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုဆိုတာလုတ်ကိုလုတ်ရတယ်ဘာဖြစ်လို့ဆိုတော့အပေကလာစော်ကားမှကြောက်လို့အင်အားတောင့်တင်းအောင်မွေးထားရတယ်ရှာထားရတယ်ဟုတ်တယ်မဟုတ်လားကဲနောက်တစ်ဆင့်သွားကြအောင်ဆိုဒါကရွှေမျိုးအရင်တွေကိုပြောနေတာဘာတွေပြောနေတာလဲအဖေရဲ့အမေရဲ့သားရဲ့သမီးရဲ့ဆိုတာဒါရွှေမျိုးအရင်ကြီးမဟုတ်ဘူးလားမကွေးကလူတွေရွှေမျိုးစတတ်လားပြောဟဲ့စတတ်လားရွှေမျိုးစတတ်ကောင်းပြီကောင်းပြီအဲ့ဒါဆိုကဲဒီနေ့ညရွှေမျိုးစကြအောင်ဆိုပေါ့ဟုတ်လားရွှေမျိုးစကြအောင်ဆိုမကွေးကလူတွေရွှေမျိုးစပေးမယ်ဘုန်းကြီးဒီနေ့ညအဲ့ဒါတို့ဗမာစကားရှိတယ်ဘိယတရဲ့ကိုသမီးလေးချိန်နာအရွယ်ရောက်ဘွဲတွေပါတယ်လေရပညာတတ်ဖြစ်တယ်သမီးအရွယ်ရောက်ပြီဆိုတော့မိဘများကသားသမီးရဲ့သမီးကညာချိန်ခါရောက်လာခါမလင့်ဆိုတော့ထိတ်များချင်းလေဝက်ငါးအင်ဆိုတာပါဘူးလားမိဘတွေဝတရားရှိတယ်မိဘတွေဝတရားရှိတယ်သမီးလေးအိမ်အောင်ချပေးလိုက်ရောသမီးလေးအိမ်အောင်ချပေးလိုက်တော့အဲ့ဒီသမီးနဲ့ရတဲ့ကောင်လေးကိုဘာခေါ်လဲဘာခေါ်တယ်သမီးယောက်ျားလို့ဘာလို့မခေါ်တာသမက်တဲ့ဘာလဲလဲဘယေတိုင်းဝိကစဉ်းစားတယ်တို့ဗမာလူမျိုးကစကားပရိယေတော်တော်ကျွဲတာပဲသမီးနဲ့ရတာအဲ့ဒါသမီးယောက်ျားဟဲ့သမီးယောက်ျားရေးလာအောင်လို့ဘယ်တော့မှခေါ်ဘူးဘယေတိုင်းကတကဘုန်းကြီးရှေ့လာပြီးတော့ကြွားသေးတယ်အဲ့ဒီတော့သမက်လေးဖျားတယ်တပည့်တော်သမက်လေးဖျားတယ်အဲ့ဒါဘုန်းကြီးကစာလေ့လာတယ်ကဲဘာဖြစ်လို့သမက်လို့ခေါ်တာတော့ဆိုတော့သွားတွေ့တယ်ဘယေတိုင်းသားထက်ကိုမက်စရာကောင်းလို့တဲ့ဘာလဲတော့ဘုကောင်လေးတော့ဝန်တာနေပြီသားထက်ကိုမက်စရာကောင်းလို့ငါတို့ဘုကောဘုန်းကြီးကတော့ပြောတယ်ဗောဟုတ်တယ်ဘယေသားရဲ့သူ့စာကြကိုကကိုင်ဒီမှာမြန်မာသားတတ်တဲ့လူတွေအများကြီးပါသမက်ဆိုတာရေးကြည့်တာဘယေသားသားရေးချသားမလားသားမက်ဘယ်လိုရေးလဲသားမက်ရေးနဲ့သားမဲ့ရေးတော့အမှန်ဖတ်တော့အတန်သမက်လို့ခေါ်ပေမဲ့လို့ရေးတော့ဘယ်လိုရေးလဲသားမဲ့ဘယ်လိုရေးလဲဘာလို့သားမဲ့လို့ခေါ်တာတော့သားထက်ခိုးမဲ့စရာကောင်းလို့သားမဲ့ဘာဖြစ်လို့လဲသားအရင်ကဆိုးတာအဲ့ဒီကောင်ကအရဲ့အတော့မူယူအလုတ်ခိုင်းလဲဘာမှမလုပ်ဘူး
ဘွားကြီးနဲ့အဖိုးကြီးနဲ့ဆွေးနေတယ်ကိုသားဆိုတော့လေချစ်တာဟုတ်ပြည့်တဲ့ကိုသားဆိုတော့လေစီဘွားကြီးလည်းမေမေရဘာမှမလုပ်ဒီကောင်တော့ဒုက္ခပဲငါတို့အသက်ကြီးဒုက္ခရောက်တော့မယ်အဲ့ဒါဘယ်နဲ့လုံးလဲမင်းသမီးမိမယောက်ျားပေးသားလိုက်ယောက်ျားပေးသားလိုက်ယောက်ျားပေးတော့ဟိုကောင်လေးအိမ်မော်တက်လာအဲ့ဒီကောင်လေးအိမ်မော်တက်လာပြီးတော့လိမ့်လိမ့်မာမာကြိုးကြိုးနုံနုံနဲ့စီဘွားကြီးတွေလည်းဖီးလို့ဒီလိုကိုရောက်ခမဆိုမိဘလိုတခါလေးလေးလေးစားစားနဲ့နေတော့ကဲဘယ်နဲ့ရှိကြငါတို့လူရွေးတာမှန်သွားတယ်ဒီကောင်လေးတော်လိုက်တာငါတို့သားထက်ကိုမက်စရာကောင်းတယ်ဟောရှေ့ကပဲတဲ့ဘိုးကြီးနဲ့ဘွားကြီးကဒီလိုပြောကြတာလိမ္မာရင်သမက်လိမ္မာရင်ဗါတဲ့သားထက်ကိုမက်စရာကောင်းလို့ဘာလို့ခေါ်လဲသမက်လို့ခေါ်တယ်အာသမီးအိမ်အောင်ချပေးလိုက်တယ်ဘုရားသားအဲ့ဒီကောင်ညနေကျမူးပြီးတော့ပြန်လာအဘိုးကြီးနဲ့ဘွားကြီးတွေကစိတ်ညစ်ဘယ်လိုခေါ်မလဲသမူးဘယ်လိုခေါ်မလဲမူးပြီးပြန်လာရင်သမူးကိုယ်သမီးကိုအိမ်မှာတခါတည်းရိုက်နေနှက်နေဟိုဘက်ကအဖိုးကြီးနဲ့ဘွားကြီးတွေကအန်တချိတ်ချိတ်နဲ့ဘုရားသားထပ်ပတ်ချလိုက်တာမုန်းနေရင်သမုန်းမုန်းနေရင်ဗါလဲတော့မူပြီးပြန်လာရင်ဖြေကျဲရဲတာဖြေသားမှဒီတဲ့သမက်တွေပါနေလို့ကြောက်နေလို့လားဟာလှုပ်စားဟာဟမ်မူပြီးပြန်လာရင်အေးအဲ့လိုလုပ်ပါတယ်ဟိုကောင်တွေလောက်အောင်អော်လိုက်ဆောင်ပါအန်တကြိတ်ကြိတ်နဲ့မုန်းနေရင်မူပြီးတော့လမ်းထဲမှာလဲနေရင်အေးတလဲกว่าမတတ်နိုင်ဘူးအဲ့ဒါရှောက်တာခေါ်တော့မတတ်နိုင်ဘူးအဲ့ဒါရှေ့ကပရိသတ်ဗမာဝေါဟာရကအလွန်ကျွယ်ဝတယ်တော့ရှေ့ကသမက်တွေကလိမ္မာတာဟုတ်ကွကျွန်းွန်တယ်မိဘရောက်ခမတကယ်ဓာတ်လူထားပြီးတော့အလုံးလဲစူးစမ်းလုပ်ကြတယ်ရှေ့ကအဲ့ဒါကြောင့်မို့လို့သားထက်ကိုမက်စရာကောင်းလို့ဘာလို့ခေါ်သမက်လို့ခေါ်သားမိမပေးစားတော့အဲ့ဒီကောင်မလေးကိုဘာတော့ဘာတဲ့သားမိမလို့ဘာလို့မပြောနဲ့ဘာလို့ချွေးမလို့ခေါ်တာတော့လိုက်ရှာတယ်တွေ့တယ်ဘုရားသားကြီးတွေ့တယ်ဗမာဝဟာရမှာပြောမှဒီနေ့ညအမျိုးအစားမှာဟိုရောက်မတွေရောရောက်ခမတွေရောအကုန်ပြောမှဒီနေ့ညမိုးလင်းလဲမေးစီမတတ်နိုင်ဘူးအဲ့ဒါချွေးမတယ်ဗါတယ်လဲဘုရားသားဒီကမကြီးကလေသူ့သားလေးအချိန်မီမနဲ့ကြာလဲယုံသွားတယ်တခါတည်းထမင်းထားချက်စောစောစီစီတာပြန်လာချော့ထားတဲ့အဝတ်တွေအဖွားကြီးကရှော့အမေဆိုတော့တာချစ်တာကိုပြည့်တယ်ရှော့ဖို့မိဘူးတွေထိုးပြီးအိုးတာကလည်းဒီတယောက်တည်းဆိုတော့ပင်မလိုက်တာအဖွားကြီးတွေချွေးတကြကြတယ်ဩငါလည်းအသက်လည်းကြီးပြီဒီကောင်မိမလည်းအခုချိန်นี้မယူသေးဘူးအဲ့တော့ဒီကောင်မိမယူရင်ဒီတာဝန်တွေကငါလုံးစီရမလို့တော့ဘူးဒီကောင်မိမရှာပေးသားတာကောင်းတယ်ဆိုပြီးဘုန်းကြီးနဲ့ဘွားကြီးတိုင်ပင်ပြီးတော့ဘွားကြီးပင်မနာဘွားကြီးချွေးကြတာကိုမကြည့်နိုင်တော့မိမရှာပေးသားကိုရှာပေးသားတော့အဲ့ဒီကောင်မလေးအိမ်ပေါ်ရောက်လာတဲ့နေ့ကစပြီးတော့ပြည့်တိုင်ဘွားကြီးမိဖို့တည်းမဝင်ရတော့ဘူးဝင်ရလားမရပါဘူးစောဟိထတမင်တွေပါလိထားချက်အမေဆွမ်းနာကပ်ဖို့လို့ဆွမ်းတော်ပန်းလေးအဖေဆောင်းလောင်းဖို့လို့ဟောအစင်တဲ့အဝိစားလဲအားလုံးလျှော်ပြီးချက်ပြီးပြုတ်ပြီးတမင်ခုပေးအစင်တဲ့ရှိမှာရောက်ခမမိဘလို့ကျိုးနုံပြီးတော့နေတော့အဖွားကြီးကအမလီအဖိုးကြီးရဲ့ကြုတ်ကြမယ်ချွေးမကြအောင်သူကမာရာအဲ့ဒါကြောင့်ချွေးမာအဖွားကြီးကြမယ်ချွေးကိုမကြအောင်မပေးတော့လိမ္မာသောမိခလေးကိုဘာလို့ခေါ်ချွေးမကြအောင်မပေးလို့ဘာခေါ်ခုခေတ်များတော့ဘေးသားရေဟေးတာမိမပေးသားလိုက်တယ်7 နာရီလည်းမထ9 နာရီလည်းမထအဖွားကြီးကမိဖို့တဲ့ပြန်ဝင်ရလားမဝင်ရဘူးလားအမလေးမိဖို့တဲ့ဝင်ပြီး2 ယောက်စာချက်ရတော့ဘေးချွေးက2 ပေါက်ကြတာဗောမကြဘူးလား7 နာရီခွဲ9 နာရီကြတော့သူတို့စားဖို့တော့မိဖို့တဲ့ကုံစင်နေဖြစ်နေပြီဖွားကြီးကလူကြီးဆိုတော့အိတ်မပြောတော့ထားချက်တော့တာဗောအဲ့ဒါ7 နာရီခွဲ9 နာရီကြာတော့ဟဲ့သားနဲ့သမီးထားကြတော့လေသွားနှိုးတယ်တကားသွားခောက်တယ်အထက်ကဘာလာအမေတို့ကလည်းဗျာတဲ့အစိုးရှိသေးတယ်လာနှိုးနေသေးတယ်ပြန်အိတ်နေပြန်ရောအဲ့တော့အဖွားကြီးကဘေးတိုင်းအပြေကနေအန်တကြိတ်ကြိတ်နဲ့ဟိုကောင်မ
သူတို့ခေါ်တယ်ကိုကြားဘူးတာပဲလေဟိုကောင်မတယ်အဲ့ဒါဘာကောင်မတုံးဆိုတော့ချွေးကြကောင်မတယ်ဘာကောင်မတယ်လဲဘွားကြီးချွေးတစ်ပေါက်ကနှစ်ပေါက်မကြဘူးလားအဲ့ဒါဒကမာကြီးတွေကလေတခါတခါဘုန်းကြီးကိုမိတ်ဆက်ပေးတယ်ဘုံဘုံဖျားတဲ့တပည့်တော်ချွေးမလေးတဲ့ဩဒကမာကြီးချွေးမမသိချွေးကြမသိသူတို့မတက်ရင်ဒကမာကြီးတွေကလေအဲ့ဒါပါလေသူတို့ချွေးမဟိုကောင်မနဲ့ခေါ်တာပဲဘိဒါတဲ့နေရင်တော့လေသမီးနဲ့ဟုတ်လားမဟုတ်ဘူးလားလိမ်ပါတယ်တကယ်အိမ်မှုကိစ္စတွေပါတယ်နားတယ်သမီးဗဇာဖျားကမချဘူးဘိဒါမတက်ဘူးဆိုရင်ဟိုကောင်မနဲ့ဖြစ်လာကုန်အဲ့တော့ထားလိုက်အောင်ဘိဒါရဲ့အဲ့ဒီတော့ဒီနေ့ညဒီဥစ္စာလေးပြောနေတာအကြောင်းရှိတယ်ဘုန်းကြီးကစကားတစ်ခုကိုပြောပြီးဆိုနောက်မှအကြောင်းရှိလို့ပြောနေတာအကြောင်းမရှိမပြောဘူးဟုတ်လားဘိဒါအဲ့တော့အခုအမျိုးစားတာဘယ်နှယောက်ရသွားပြီဘာနဲ့လဲတမဲနဲ့သားထက်ကိုမဲ့เสียကောင်းလို့ရောက်ခမကြီးကြမဲ့ချွေးကိုမကြအောင်မိဖို့တည်းဝင်ပြီးတော့ချက်ပေးပြုတ်ပေးလျှော်ပေးဖို့ပေးလို့မကြအောင်မထားတာမို့လို့ချွေးမပါတယ်လေဘိဒအမှားတကားရှိသေးတယ်ဘိဒရောမယ်ရောက်ခမတဲ့ပါတယ်လေဘာလို့ရောက်ခမလို့ခေါ်တာလဲသိဘူးခေါ်နေကြတာပဲဒကမာကြီးတွေဆိုရင်ရောက်ခမတယ်ဒကာကြီးတွေဆိုရင်ရောက်ကတိတယ်အဲ့ဒါသဘောကိုမကြတော့ဘုန်းကြီးကအထီးဆိုတာတလိ္ဆာမာမသုံးတာဗမာသုံးတာလေတလိ္ဆာမာမသုံးတာကိုအဲ့ဒါတချို့အဲ့ဒါရောက်ခမတယ်အဲ့ဒါရောက်ကတိတဲ့ဒီကြားတဲ့ဒကမာကြီးအဲ့ဒါခမီးခမက်တဲ့ဘာတဲ့လဲမရေးသားရဲ့ပြောလားမပြောဘူးလားနောက်တက်ကရှိသေးတယ်ဘရေးသားရောင်းမတယ်ဘာတဲ့လဲဘရေးသားဘယ်လိုသူရောင်းမလို့ခေါ်တာတော့ရောင်းမဆိုတာမိဖို့ထဲမှာမှွေတာပဲရောင်းမဆိုတာဘာလို့တာလဲသမင်းဥတွေခင်းဥတွေကိုမှွေတာမဟုတ်ဘူးလားဟဲ့မောင်လေးနင်မိမကအမေကိုဘယ်လိုပြောနေတာအဲ့ဒီကောင်ကအိမ်မှာကိုမနေဘူးရှောက်သွားနေတာနဲ့အဲ့ဒီလိုများဈားတဲ့ကနေမှွေလို့သူရောင်းမလို့ခေါ်တာလားဘယ်လိုလဲမသိဘူးဘရေးသားဗမာစကားတွေကပရိရဲ့အလွန်ကျွယ်သွားတယ်ကျွယ်လားမကျွယ်ဘူးလားဘယ်ရောက်သွားပြီလဲရောက်မှလည်းပဲသာရောက်ဖတ်သွားအောင်မလားဘယ်ထိအောင်သွားမဒီအမျိုးကလိုက်စနေတယ်ဆုံးမှာမဟုတ်တော့ဘူးကဲတော်ပြီမရေးသားအဲ့ဒီမှာအခုပြောကျင်နေတဲ့စကားကအဲ့ဒီထဲမှာဘုန်းကြီးယူပြီးတော့ပြောကျင်တာသားနဲ့သမက်ကိုပြောကျင်လို့ဘာနဲ့ပြောကျင်လို့လဲကောင်းပြီဥပမာပေးကြဆိုမရေးသားရေဥပမာပေးမှဝိထုဇာကြောင်းကဒီထဲဝင်လို့ရတာဆိုဥပမာပေးကြဆိုသားဆိုတာဆိုးလိမ်မကောင်းမကောင်းကိုရှင်နဲ့မွေးထားတာဘာနဲ့မွေးထားတာဟုတ်သလားမဟုတ်ဘူးလားဘယ်လောက်ဆိုးတဲ့သားပဲဖြစ်ဖြစ်မိဘကအချစ်ပြေသလားမရတာပြေပါဘူးဘာဖြစ်လို့တော့ဆိုတော့ကိုနဲ့လက်ပွန်းတတိနေလာတာဟုတ်တယ်မဟုတ်လားကိုကျွေးမွေးလာတာစောက်ရှောက်လာတာပြုစုလာတာသမက်ဆိုတာမှတ်ထားပြေတာသမီးပေးမှသမက်ရတယ်ဘာပေးမှဘာရသမက်ဆိုတာအခုမှတွေ့ရတယ်သမက်ဆိုတာနားလည်တယ်နော်အဲ့တော့ဘုရားပိဋကအိတ်တအိမ်မှာပေါ့သားနဲ့သမက်ရံဖြစ်တယ်ဘာနဲ့ရံဖြစ်တတ်ကြပါလေနော်ဖြစ်တတ်ကြပါလေဥပမာပေးပါပြီသားနဲ့သမက်ရံဖြစ်ရင်ဘသူမှားဘသူကပဲမှားနေလို့ဒီပြေးတယ်မိဘနှစ်ပါးကဘသူဘက်ကလိုက်အဲ့ဒါသဘာဝပဲဟုတ်တယ်မဟုတ်လားသားမှားနေပလေးတွေပြေးတယ်သားဘက်ကပဲလက်ရက်တည်တယ်နေကငါအိမ်မော်တက်နေတယ်နေငါသားဘာလို့ထိုးရလဲဟင်အခုဆင်းမနေကြဘူးလားတွတ်ဆင်းတော့မနေနဲ့ငါတို့အိမ်မော်မှာအဲ့ဒါမိဘတိုင်းရဲ့ဖြစ်တတ်တဲ့သဘာဝတကယ်သားလွန်လာတော့မှသားရှေ့မှာတမက်ရှေ့မှာမပြောဘူးနောက်ပိုင်းကျမင်းကလည်းမင်းပဲနေကလည်းနေမယ်နင်းနဲ့လွန်နေဟုတ်တယ်မဟုတ်လားနောက်ပိုင်းကျမှကိုရကြမှပြောတာတမက်ရှေ့မှာကတော့ဘယေတိုင်းကိုသားကောင်းကြီးပဲကောင်းလားမကောင်းဘူးလား
အဲ့တော့သမက်နဲ့သားယံဖြစ်ရင်မကွေးကဒကာဓမ္မတွေတေချာဖြစ်တော့သမက်နဲ့သားယံဖြစ်ရင်ဘယ်သူနှင်ချမယ်ဟိုကောင်းနေမျက်လုံးပြူးနေပြီတဲ့ငါတော့နှင်ချတော့မလို့ပြောနေဥပမာပေးနေတာပါဘာပေးနေတာလဲသမက်နှင်ချမယ်တဲ့ဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါပြီအဲ့ဒါဆိုလို့ချင်းသမက်နှင်ချမယ်ပုဂ္ဂိုလ်တွေမှတ်လိုက်ပါတော့ကောက်ပြီမရတိုက်အဲ့ဒါဆိုလို့ရှိရင်ဘုန်းကြီးအခုပြောတဲ့စကားကရှင်းသွားပါပြီသမက်နဲ့သားယံဖြစ်ရင်သားဘက်ကပဲလိုက်မယ်သမက်ကိုနှင်ချမယ်ဘာဖြစ်လို့သားကကိုကရှင်ကမွေးထားတယ်ကိုသွေးစည်းစင်းနေတော့ကိုသားဟုတ်တယ်မဟုတ်လားကြိုင်ဒါလေးလိုက်ဆိုကြည်စမ်းမှာကိလေသာဟာသာပမသေချာတူလာတာကိလေသာဟာသာပမသေချာတူလာတာကိလေသာဟာသာပမသေချာတူလာတာကိလေသာဘာနဲ့တူလဲလောဘတဲ့ဒေါသတဲ့မောဟတဲ့မာနတဲ့ကြားဘူးလားအဲ့ဒါကိလေသာတွေအဲ့ဒါဘာတွေလဲပုထုဇဉ်တို့ရဲ့တဏ္ဍာမှာလောဘဒေါသမောဟမာနຢာကရှိလားမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါသားအရင်အဲ့ဒါဘာလဲပိဋကကိလေသာဒီသားနဲ့တူတယ်ကိလေသာဘာနဲ့တူလဲဟိုးသားအရင်နဲ့ပေါင်းတင်ခဲ့တာပိဋကကိုရှင်ကမွေကိုမှပေါက်ခွားနေတာလောဘတို့ဒေါသတို့မောဟတို့မာနတို့ຢာကတို့အိတ်သားတို့မစ္စရိယတို့ကိလေသာသားဘာသားလဲပိဋကဟောကိလေသာသည်သားနဲ့တူပါသည်ဒါလေးမှတ်လိုက်တော့နောက်တစ်ခါဆိုမယ်ပိဋကရေကုသိုလ်ဆိုတာသမက်ပါသူငါသိရမှာကုသိုလ်ဆိုတာသမက်ပါသူငါသိရမှာကုသိုလ်ဆိုတာသမက်ပါသူငါသိရမှာသမက်နဲ့သားယံဖြစ်ညာသင်္ကားပဲလိုက်မှာသမက်နဲ့သားယံဖြစ်ညာသင်္ကားပဲလိုက်မှာလာပြီပရိသတ်သမက်ဟာကုသိုလ်တဲ့သမက်ဟာဘာလဲအဲ့တော့ကုသိုလ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဌာနသီလဘာဝနာဘာလဲပြောဌာနသည်သမက်နဲ့တူတယ်လောဘသည်သားနဲ့တူတယ်ဌာနကဘာနဲ့တူလောဘသည်ဌာနနဲ့လောဘမတည့်ဘူးတဲ့ဌာနနဲ့လောဘတည့်လားတည့်ဘူးပြေးတယ်ဌာနကပေးတာဌာနကပါတယ်လောဘကသိမ်းတာလောဘကဘာလုပ်တာကဲကုသိုလ်ကောင်းမှုတစ်ခုဌာနကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာပြေးတယ်မြတ်ဗုဒ္ဓကဒါနင်းစရုပ်တင်စသမာနမှာဟုတဲ့အခုဓမ္မကြည်သားဓမ္မသဘင်တရားဝဲကြီးတညဓမ္မပူဇာ9သိန်းအိုးအလှရှင်တွေကတန်းကိုစီလို့လှုပ်နေတာစေပရိသာမင်းတွေလှူတယ်နော်ဒီမှာကရုဏာရှင်အသိကြီးနဲ့ပေါင်းပြီးတော့အောက်ဆီဂျင်ဘူးတွေလှူတယ်ဒါတွေကဒါနတွေဒါတွေကဘာတွေလဲမရင်းသားဒါနပရိသတ်အပြောလေသလောက်အလောက်ခက်တယ်တဲ့ဒါနဆိုတာငါ10မိနစ်တောင်မကြာဘူးဒါန10မိနစ်ကြာတာစက္ကန့်60 10မိနစ်စက္ကန့်60ကိုမပြည့်လိုက်ဘူးပရိသတ်ဒါနဆိုတာပြောတော့လွယ်တယ်လွယ်လားမလွယ်ဘူးလားတကယ်လုံးကြည့်ရင်ခက်တယ်ပရိသတ်တကယ်လုံးကြည့်ရင်ခက်တယ်တပည့်တော်လုံနေတာလွယ်လေးဗျာအခုအဲ့တဲ့ကတွေ့အခုဘုန်းကြီးဟန်တာကဒီနေ့ဝတ္ထုကောင်းမကမ္ဘာကနာဆိုကတ်တာပဲဟောရှင်ဗျာမဖြစ်နိုင်ဘူးထင်တယ်ဗျာဒါနခက်တယ်ဆိုတာဘာလို့မဖြစ်နိုင်ရမှာလဲမြတ်ဗုဒ္ဓကဒါနင်းစရုပ်တင်းစသမာနမှာဟုဒါနလောက်ရတာကဘေးတိုင်းစစ်တိုက်ရတာနဲ့ခက်တယ်စစ်တိုက်ရတာနဲ့တူတယ်တဲ့အဲ့တော့ကောင်းပြီခက်သလားမခက်သလားဆိုတာကိုဘုန်းကြီးတို့ခလေးဘဝနဲ့ပြန်ပြောရအောင်ဘာဘဝနဲ့ပြန်ပြောမလဲကောင်းပြီဘေးတိုင်း3နှစ်သားကစပြောမယ်ဘယ်နှစ်သားကလဲ3နှစ်သားအရွယ်ကလေးငယ်အမေကဘုံထဲကမဟုတ်ဘုံထဲကမိုးလေး2ခုထုတ်လိုက်တယ်မဟုတ်ဘယ်နှခုလဲတတ
မိမိရော့ငါသားစားဖို့ငါသားမုတ်စားသွားယူသွားဟောနားမှာသွားထိုင်ပြီးမုတ်စားနေနော်မိမိဝဲဝင်ပြီးတော့ချက်ပြုတ်လိုက်အောင်ပဲအဝိရှောအောင်ပဲတာတပည့်မသွားနဲ့နော်တာဒီနားမှာနေငယ်ကတော့ကဘုန်းကြီးတို့တရားနာပရိသတ်ဘောတော်ကောင်းတို့အမေအဲ့ဒီလိုမုတ်ပေးဘူးလားမပေးဘူးလားအမေစကားကိုတေချာနားထောင်ပါပြီအမေပြောလိုက်တာကငါသားစားဖို့တဲ့မေဘာပြောလိုက်လဲအဲ့ဒီငါသားစားဖို့လို့ပြောလဲတော့ဘုရားတိုင်အဲ့ဒီမုတ်လေးတစ်ခုကိုဘုန်းကြီးတို့ငယ်ကတော့ကလက်ထဲမှာထည့်ပြီးတော့ဆုပ်ထားတယ်ဒါမှထည့်ပြီးဘာလုပ်ထားလဲဆုပ်ထားတယ်ဘယ်ဘက်မှာမုတ်တစ်ခုညာဘက်မှာမုတ်တစ်ခုဆုပ်ပြီးတော့လေကားတယ်လေးမှာထိုင်ပြီးတော့မုတ်စားနေတယ်လူကြီးတယောက်ကရောက်လာပြီးတဲ့အခါကျတော့တခြားကြည့်ပြီးတော့ကောင်လေးတော့ငါစအောင်ပါပဲဆိုပြီးတော့လေလူကြီးတယောက်ကအနားလာပြီးဟဲ့မင်းမငါပေးစမ်းတောင်းပြီပဲတိုင်ရောမင်းမငါပေးစမ်းရောမင်းမုတ်ပေးမလားမပေးဘူးလားမပေးရင်မင်းဘိုက်ကောင်ကဓာတ်နဲ့ဖောက်မှာဟဲ့မင်းမုတ်ပေးဆိုတော့ရှောရှူပေးလားဟိုးပေးလို့ဆိုလေတင်းအောင်ဆုပ်လေပဲပေးလို့ဆိုလေတင်းအောင်ဆုပ်လေပဲမပေးနိုင်ဘူးပေးနိုင်သလားပေးဖို့ရတာစဉ်းစားကြည့်မပေးခြင်းတဲ့အခါကျတော့ဘာလို့လဲငိုတယ်မပေးခြင်းတော့ဘာလို့လဲမေတသကြီးကမုတ်လာတောင်းနေတယ်တသကြီးကမုတ်လာလို့နေတသမပေးဘူးဆိုပြီးတော့ဘုရားတိုင်အဲ့ဒီမုတ်ကိုဘာလို့လိုက်လဲဖွက်တယ်လက်ထက်မှာမုတ်ဆိုပြီးလက်ကိုခိုင်းနောက်မှာကွယ်ထားတယ်ကွယ်လားမကွယ်ဘူးလားရေကဖြစ်ဘူးတယ်မို့လားဆုတ်ထားသောမုတ်ကိုရှေ့မှာတော့မပြတော့ဘုရားတိုင်သူ့မုတ်လူစားမှကြောက်လို့ဘာဖြစ်လဲအဲ့ဒါမစ္စရိယခေါ်တယ်အဲ့ဒါဘာလဲပြောလဒ္ဒနာဝလဘိတဗ္ဗနာဝအဒ္ဒသမ္ပတိနိဝကနလက္ခဏာမစ္စရိယံတဲ့မိမိရထားတဲ့ပစ္စည်းကိုလျှို့ဝှက်ခြင်းသိသိစီခြင်းလက္ခဏာကမစ္စရိယခေါ်တယ်ဘာခေါ်လဲဘုန်းကြီးတို့ငယ်လေးကမစ္စရိယရှိတယ်ပြည်သက်ရှိမှာပေါ့ပုထုဇဉ်ကိုလောဘတို့ဒေါသတို့မောဟတို့မာနတို့ယာကတို့ဆိုတာဒီမှာအမေဝင်တဲ့ကကြွတ်ထဲကရှိတယ်မချို့ကလည်းမယုံဘူးရှင်ဘုရားတဲ့ကလေးမှာမွေးကံကလေးမှာဘယ်လိုလုပ်ယာကရှိမှလဲတဲ့ဘယ်လိုလုပ်တဏှာရှိမှလဲတဲ့ဟောကတိကတသမားကရှိသေးတယ်သူလည်းပုထုဇဉ်လေမွေးကံကလေးအရိယာလားပုထုဇဉ်လားမွေးပြီးလို့တပတ်ကလေးပဲပြောသားမှာဘုရားတိုင်တပတ်ကလေးကမွေးပြီးလို့9 ရက်ရပြီဆိုလိုက်ကြတယ်အဲ့ဒီကလေးမှာကလေးဟာအမေမှန်အဖေမှန်သိသလားအဖြူမှန်အနေမှန်သိသလားမသိဘူးဒါပေမဲ့ပြီးရသူသိတာတခုရှိတယ်နှုတ်စာရင်ငိုတယ်နှုတ်စာရင်ဘာဖြစ်လဲစားတယ်ဆိုတာလိုချင်တာပဲစားတယ်ဆိုတာဘာလို့တာလိုချင်တာလောဘလိုချင်တာဘာလဲအဲ့ဒီကနေနည်းနည်းလေးအပေါ်ကိုချစ်တိုးပြောလို့ရှိရင်တဏှာလို့လည်းခေါ်လို့ရတယ်ယာကလို့လည်းခေါ်လို့ရတယ်ဘုရားတိုင်လောဘဟာအမိ10မျိုးရှိတယ်လောဘကိုနာမည်ခွဲတွေနဲ့ခေါ်တာဘယ်နှမျိုးရှိတယ်10မျိုးရှိတယ်အဲ့ဒီကလေးမှာတဏှာရှိတယ်ဘုရားတိုင်ယာကရှိတယ်ဘာတဏှာတုံးဆိုရင်ရူပတဏှာတတ္တတဏှာခန္ဓာတဏှာရာသတဏှာရာသာယုံကိုလိုချင်တာဘာကိုလိုချင်တာလဲအမေရဲ့မိဖို့ထဲမှာမအောင်တတရဲ့နေပါအောင်ငါသားလည်းငိုလိုက်တယ်အေးလာပြီဆိုပြီးတော့အမေနှုတ်သွားတက်လိုက်တယ်နဲ့ပြေးတယ်အဲ့ကလေးငြိမ်မသွားဘူးလားသူလိုချင်တာရသွားလားဟုတ်တယ်မဟုတ်လားဒါကြောင့်9 ရက်သားမှလည်းပဲပြေးတယ်တဏှာလောဘရှိတယ်ရှိလားမရှိဘူးလားလိုချင်တာရဝနှုတ်ဆိုလို့ဝလည်းအမေကိုပြုံးပြီးတော့အမေကသားမြူတယ်ဟောဒါကြောင့်ဘုန်းကြီးတို့ပုထုဇဉ်ဟာဘုရားသားရဲ့မှတ်ပါတဏှာတွေလောဘတွေယာကတွေမစ္စရိယတွေနဲ့တဏှာခီးခဲကြီးတွားနေတာအဲ့တော့ဒီမှာခုနကတော့ကလေးအကြောင်းပြန်ပြောမယ်ဖွက်ထားတယ်မပေးဘူးမပေးတော့အမေကဘာပြောလဲတသားရဲ့ပေးလိုက်ပါနင်းရလဲဘာလို့ကလေးလာစားနေငါသားငိုပြီးတသားပေးလိုက်အမေမုတ်ဘုံထဲမှာမုတ်တွေအများကြီးရှိတယ်ဆိုတော့ဘုရားသားအမေကမုတ်ဘုံထဲမှာမုတ်တွေအများကြီးရှိတယ်လို့ပြောတယ်ပေးလိုက်လို့လည်းတိုက်တွန်းတယ်ဟိုလူကြီးကလည်းမပေးရင်မသွားမဲ့လက္ခဏာဖြစ်နေတော့အဲ့ဒီကလေးကအဲ့ဒီမုတ်ကိုပေးရပြီဆိုတဲ့အခါကျတော့
နှစ်ခုလုံးရော့အင်းဆိုပြီးတော့ပေးလားနည်းနည်းပဲဖက်ပေးလားဩမကွေးရလဲဒီလိုကိုနည်းနည်းပဲဖက်ပေးတာကိုကုံလုံးများပေးမလားလို့အောင်မပေးဘူးဘုရားသားပေးသလားတခြားနားထောင်တော့ဒါနလုပ်ဖို့မလွယ်ဘူးဆိုတော့ဘုန်းကြီးအဲ့ဒါပြောနေတာဘုရားသားကိုရှာထားတာမဟုတ်ဘူးဒီဥစ္စာကိုရှာထားတာလားအမေဘုံထဲကယူပေးတာအမေရှာထားတယ်မဟုတ်အဲ့ဒါတောင်မှဘာဖြစ်နေတယ်လဲဆုတ်ကင်ထားတယ်အဲ့ဒါတောင်မှဘာဖြစ်နေတယ်လဲပေးတဲ့အခါမှာအကုန်လုံးပေးလားနည်းနည်းလေးပဲပေးလားထားလိုက်တော့ရှေ့သွားကြသူငါးနှစ်သားအရွယ်ရောက်လာပြီဘယ်နှစ်သားလဲအလူကံလာတော့မှဓာတ်ဆက်ကြီးနဲ့လူကံအဖွဲလာယောဂီဝိဇုံလေးနဲ့ဖလားကြီးပိုက်ပြီးတော့လာကိုကဆော့နေတယ်အမေကလမ်းခေါ်တယ်တားရေလောင်းပြေးလာမေပါလို့မလို့တော်ရော့ပတ်စံတစ်ထောင်ယူသွားတာတာတေချာဆုတ်ကင်သွားနော်အိုးရှေ့ကဖလားကြီးကင်နဲ့ဘဘကြီးတွေ့လားတွေ့တယ်အဲ့ဒီဖလားတွေကိုငါသားသွားလှူလိုက်စမ်းသွားငါသားနာမည်လေးပါပြောခဲ့ဆိုတော့ဘုရားတိုင်ကလေးကအမေရှိကိုပြေးလာပါတယ်အမေပေးလိုက်တော့ပတ်စံကိုလည်းဆုတ်ကင်သွားပါတယ်အလူကံဖလားတွေကိုလည်းလွတ်လပ်ပဲထဲ့ပြီးတော့လှဲ့တော်မကြည့်ဘူးကလေးကပြန်လာပြီးတော့အမေအော်ပြောလိုက်တယ်အမေသားလှုပ်ပြီးပြီတဲ့အေးကလေးသွားဆော့နေတယ်လှဲ့ကြည့်သလားဘုရားသားအဲ့ဒီချိန်ကြတော့ဘာလို့ဘုန်းကြီးတို့မုတ်ထက်ကိုတန်မိုးရှိတယ်ပတ်စံတစ်ထောင်ကိုဘာဖြစ်လို့လွတ်လပ်ဖလားတွေကိုသွားထက်နိုင်တာတော့လို့ဆိုရင်အမေစကားပေါ်မှာမူတည်တယ်ဘယ်လိုစကားပေါ်မှာမူတည်လဲအမေကငါသားပိုင်တယ်လို့ပြောလိုက်လားသွားလှူခိုင်းတာဘာလို့ခိုင်းတာလဲကလေးရဲ့မသိစိတ်ကအဲ့ဒါပဲပြေးတယ်ငါမပိုင်ဘူးဆိုတော့ तू က तू သိတယ်အဲ့တော့ဘာဖြစ်လဲသွားထဲ့တယ်ထဲလားမထဲ့ဘူးလားသုံးနှစ်သားအရွယ်တုန်းကရော့ငါသားစားဖို့လို့ပြောလဲပေးလဲကမဆုတ်ထားဘူးလားဘုန်းကြီးတို့အဲ့ဒီကနေတဖြည်းဖြည်းနဲ့အသက်တွေကြီးလာတော့အသက်20အစိတ်30ရောက်လာတဲ့အခါကိုခြေထောက်ပေါ်ကိုရက်တီလာတယ်ကိုစီးပွားကိုရှာစားလာတယ်ရှားတယ်ဖွေတယ်အိုးတယ်အိမ်တွေစိန်တွေရွှေတွေငွေတွေတိုက်တွေကားတွေမရဘူးလားရတဲ့အခါကျတော့ဆုတ်ကင်ထားတယ်အဲ့ဒါကိုဆုတ်ကင်ထားတယ်ဘုရားတိုင်ဒါပေမဲ့လို့အဲ့ဒီမှာအတိကဝင်လာပြီဘာဝင်လာတော့ဆိုတော့ငါဘလောက်ရှာဘလို့ပင်ဆုတ်ကင်တာသေရင်ထားခဲ့ရမယ်သေရင်ဘလို့အဲ့ဒီအတိဘယ်ကရတာတော့ဆိုရင်တရားနာလို့ရတာဘယ်ကရလဲတရားစာအုပ်တွေဖတ်လို့လည်းပဲအဲ့ဒီသိဉာဏ်တွေရလားမရဘူးလားကိုပတ်ဝန်းကျင်နာလူတွေကိုကြည့်ပြီးတော့ဟိုဖွားကြီးတည်သွားတာကြည်တာဘာမှလှူမသွားရှာဘူးပြီးတော့လည်းသားတဲ့သမီးတွေအကုန်လုံးဝေယူလိုက်ကြတာပဲဟောပတ်ဝန်းကျင်ကပေးသောအသီးစာဖတ်လို့ရသောအသီးတရားနာလို့ရသောအသီးတွေနဲ့ပေါင်းစပ်ပြီးတော့ဘုရားတိုက်ဘာလို့ထားတယ်လဲစုပ်ကင်ထားတာတွေအလုံးကိုဖြန့်ထုတ်တယ်စုပ်ကင်ထားတာတွေအလုံးကိုဘာလို့လဲလှူလိုက်တယ်ဘာလို့လိုက်တာလဲဘုရားတိုက်ဒါကြောင့်ဘုန်းကြီးတို့တိပိဋကရောစတော်ဘုရားကြီးပြောတဲ့စကားတစ်ခုရှိတယ်ရှိလို့လှူတာမဟုတ်ပါသိလို့လှူတာပါတဲ့ဘာလဲပြောကြည့်တာဟုတ်တယ်ဘုရားတိုက်အသိရှိမှလှူဖြစ်တယ်ဘာရှိမှလှူဖြစ်တယ်အဲ့ဒီအသိကလည်းပဲမြတ်စွာဘုရားသာနာတော်ကြီးနဲ့တွေ့မှအခုမှတွေ့ရတာအခုမှသိရတာဒါကြောင့်မို့လို့ဘုရားသားရဲ့ဒါနဆိုတာမှတ်ထားပါသမက်နဲ့တူတယ်ဒါနဘာနဲ့တူလောဘကသားနဲ့တူလောဘကဘာနဲ့တူမစ္စရိယသားနဲ့တူတယ်ဘုရားသားရဲ့အဲ့တော့ရံဖြစ်ပြီးဒါနကလှူမယ်မစ္စရိယကမလှူနဲ့သိမ့်တာဟောဒီလိုဖြစ်လာတာဘုရားသားမစ္စရိယကသိမ့်တယ်မလှူနဲ့ကပ်ပဲရပဲလှုပ်တယ်ဒါနကလှူမယ်လှူတယ်အဲ့ဒါရံဖြစ်တာအဲ့တော့ဒီမှာဒီနေ့ညမကွေးကရုဏာရှင်များနာယီကိုကြီးမှုသင်ကြီးမှာတရားဝဲစသည်ကစုံနေတိုင်အောင်35ညတိုင်ဓမ္မသဘင်တရားဝဲကြီးမှာဓမ္မပူဇာလူကြတဲ့အလှရှင်တွေသာနဲ့သမက်ရံဖြစ်တာဘယ်သူနိုင်သွားလဲဘယ်သူနိုင်လဲ
အဲ့လိုလုပ်ပါရဲ့ဘယ်လိုနိုင်သွားတာလဲတမက်နိုင်လို့ဒါနတွေဖြစ်တာပေါ့ဟုတ်တယ်မဟုတ်လားသားနာရင်လူဖြစ်ပါမလားဒါမြင့်ရင်ပရိသတ်ရဲ့ဘသူကိုနှင်ချမယ်သားကိုနှင်ချမယ်သွားနေမနေနဲ့ဆင်းနဲ့ငါသဘောကြောက်သွားဆင်းငါတမက်လေးတက်လာပါဘယ်လိုပြောမယ်ငါတမက်လေးတက်လာပါဒါနကောင်းမှုဘာကောင်းမှုလဲနှင်ချနိုင်လို့ပရိသတ်တွေလောဘကိုနှင်ချနိုင်လို့မစ္စရိယကိုနှင်ချနိုင်လို့ဒီနေ့ညသမက်ကိုခေါ်ထားနိုင်တာဘာကိုခေါ်ထားနိုင်တာနားလည်တယ်နော်အဲ့တော့သမက်ဆိုတာဒါနကုသိုလ်ကောင်းမှုကိုတင်စားပြီးတော့ပြောတာပါလောကအနေနဲ့ကတော့ဘုရားတိုင်းသားနဲ့သမက်ရံဖြစ်ရင်ဘယ်သူနှင်ချမှာတော့ဓမ္မလမ်းကြောင်းဘောကကြည်ပြီးတော့ပြောရင်ကိလေသာသားနဲ့ကုသိုလ်သမက်ရံဖြစ်ရင်ဘယ်သူနှင်ချမယ်ဘယ်သူကိုခေါ်တင်နာမယ်ဝန်တာနေပြီကြိတ်ပြီးတော့သမက်တွေကတော့ဝန်တာနေပြီငါတို့ခေါ်တင်နာမယ်လို့ပြောတယ်တဲ့ငါတို့ခေါ်တင်နာမယ်လို့ပြောတယ်တဲ့ဒါကလောကအနေနဲ့ပြောနေတာဘာအနေနဲ့ပြောနေတာဓမ္မအနေနဲ့ပြောတာပရိသတ်ရေကြိုက်သွားကြအောင်စို့နောက်တစ်ခုကသီလကောင်းမှုဘာကောင်းမှုလဲသီလကောင်းမှုဆိုတော့လာပြီနည်းနည်းမြင့်လာပြီပရိသတ်သီလဆောက်တည်တယ်ဆိုတာခန္ဓာနဲ့ယဉ်ရတာဘာနဲ့ယဉ်ရတာခန္ဓာနဲ့ယဉ်ရတာဆိုတော့သီလဆောက်တည်ပြီဆိုတဲ့ကညဇာတဏအငတ်ခံရတော့မယ်ဟုတ်တယ်မဟုတ်လားတဏကပန်းမှမလိမ့်ရတော့ဘူးပွဲလန်းသဘင်တွေမချီရတော့ဘူးဟောအဲ့ဒါတွေကဘယင်းတိုက်ဒီခန္ဓာနဲ့ယဉ်ရတာဘာနဲ့ယဉ်ရတာလဲအိုးဒီနေ့ဘာနေလဲဒီနေ့ဥပုံနေဒီနေ့ဘာနေလဲတော့လောက်ဝင်နေရဥပုံနေကိုဘူးလားဟုတ်တယ်ဘယင်းတိုက်ဒီနေ့ဥပုံနေမှာဟုတ်ပြီမနေ့မိုးလင်းကနေပြီးတော့ငါခဏဥပုံနေမြတ်စွာဘုရားကတလလေးတဲ့မပြင်းဥပုပ်တဲ့တချို့ကလည်းဥပုပ်ဆိုတာဝါတွဲမဲ့စောက်ကောင်းတယ်ထင်နေတာဝါဘကြဥပုပ်ကမရှိတော့ဘူးလို့နဲ့မဟုတ်ဘူးဘုရားသားရဲ့တလကိုလေးတဲ့နဲ့တလကိုဘယ်နဲ့တဲ့လဲလာဇန်ရှင်ရဲ့လာပြင်းနေရဲ့လာပြကျော်ရှင်ရဲ့လာကွယ်နေရဲ့လာတိုင်းရှိလားမရှိဘူးလားအဲ့ဒါဥပုံနေခေါ်တယ်ဘာနေခေါ်လဲအဲ့တော့ဥပုံနေကိုဥပုံနေမှန်ကိုမသိရအောင်ကသားရေးသမီးရေးစီးပွားရေးလူမှုရေးတွေနဲ့ကိလေသာသားကခန္ဓာပေါ်တက်ပြီးတော့ခိုင်းနေတော့ဘရေးတိုင်းလုံးနေတော့အဲ့ဒါသမက်ကိုနှင်ချထားတာ ਨੇ တူတယ်တဲ့ဟောဒီနေ့ဥပုံနေအခါဥပုသ္တိလစောက်တည်မှာပဲဆိုလို့ရှိရင်အဲ့ဒါသမက်ကိုအိမ်ပေါ်ခေါ်တင်ထားတာ ਨੇ တူတယ်တဲ့သမက်ကိုပဲခေါ်တင်ထားတာလေကဲနောက်တစ်ခုသွားကြအောင်စို့ဒီလောက်ပြောသဘောပေါက်သွားပြီနောက်တစ်ခုကဘာဝနာကောင်းမှုဘာကောင်းမှုလဲဝိပဿနာဘာဝနာကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာလည်းပဲပရိသတ်ခန္ဓာနဲ့ယဉ်ရတာဘာနဲ့ယဉ်ရတာကောင်းပြီတရားစခန်းတွေမှာတရားတော်အထုတ်ကြတယ်အမထုတ်ဘူးလားတရားတော်အထုတ်တော့ပြောကြအောင်စို့ပေါ့ပရိသတ်တရားတော်အထုတ်တော့မနေ့၄နာရီဆိုရင်ဘယ်ရိပ်တာပဲကမ္မထာတိုက်ပဲဖြစ်ဖြစ်မနေ့၄နာရီထိုးပြီဆိုအဲ့ဒါကျေးဇူးတွေထိုးမောင်းတွေချက်ပြီးခေါင်းလောင်းတွေခောက်ပြီးတော့ယောဂီများအာယုံစွန်းမစားခင်တရားတစ်ချိန်မှတ်ရလားမမှတ်ရဘူးလားမှတ်ပြီးလာပြီပရိသတ်အဲ့ဒီမှာတရားမှားတော့မနေ့အစောကို၄နာရီတို့တရားမှားတော့တိုင်လေးမိပြီးတော့တရားမှားအာနာပါနနာတိပြထွက်လေဝင်လေပဲမှတ်မဟာစီမူဆိုရင်လည်းဖောင်းနေပိနေပဲမှတ်ပေါ့မှတ်နေတော့ဒါတရားမှတ်တယ်ဆိုတာဝိပဿနာကုသိုလ်ဘာကုသိုလ်လဲဒါတမက်ကိုခန္ဓာပေါ်တင်ထားတာတမက်ကိုပေါ်မှာတင်ထားတာလေကုသိုလ်ကတမက်လို့မပြောခဲ့ဘူးလားအဲ့တော့တမက်ကခန္ဓာပေါ်မှာခန္ဓာကိုယ်ပေါ်မှာတမက်ရောက်နေပြီဆိုလိုက်ကြဆိုဥပမာပေးတာနော်တရားမှတ်နေတဲ့အချိန်မှာတမက်ကိုခေါ်ထားတာဘာကိုခေါ်ထားတာလဲတရားမှတ်လို့မှ10မိနစ်လောက်လဲနေကောပရိသတ်ကြီးအဲ့ဒီယောဂီဘာဖြစ်လာလဲခေါင်းကြီးစားပြီးတော့
ဖြစ်လားမဖြစ်ဘူးလားပြောအဲ့ဒါသားရောက်လာပြီဘယ်သူရောက်လာတာလဲအဲ့ကောင်မင်းဆင်းသွားတယ်တင်ချကိလေသာသားဝင်လာတာဘာသားဝင်လာနိဝရဏခေါ်တဲ့ထိနမိတ်တအိတ်ငိုက်တာဘာဖြစ်တာလဲဘိယတာတရားလေးမှမှတ်လို့10မိနစ်မရသေးဘူးအဲ့ဒီယောဂီကတခါတည်းခေါင်းကတခါတည်းဟိုဘက်စောင်းလိုက်ဒီဘက်စောင်းလိုက်ဟာတခါတည်းတော့ဇက်ကြီးကြိုးကြသွားလိုက်နေအဲ့ဒီလိုဖြစ်နေတာကဘိယတာတမက်ကိုတင်ချထားတာဘာကိုတင်ချထားတာလဲသားကိုတင်ထားတာဘယ်သူကိုတင်ထားတာလဲအဲ့တော့ဟိုမှာကမ္မထမ်းပြတဲ့ဘုန်းကြီးကပလင်မော်ကနေကြည်နေတယ်ဟိုယောဂီတော့ငိုက်နေပြီဖြစ်ချေဘူးဆိုဘုန်းကြီးကပလင်မော်ကနေတော့လို့ချောင်းတန်ပေးတာဘာတန်ပေးလဲအဲ့တော့ယောဂီလန့်မသွားဘူးလားလန့်သွားတော့ငိုက်နေတဲ့ကောင်စက်ခနဲ့ဆိုပြန်ထောင်ပြီးတော့အာနာပါနဖောင်းတဲ့ပိနေပြန်မှာတမက်အပေါ်ရောက်လာပြန်ပြီတမက်ခန္ဓာကိုယ်ပေါ်ရောက်လာပြန်ပြီဟုတ်တယ်မဟုတ်လားအဲ့ကောင်မင်းဆင်းသွားဟောကိလေသာကောင်ထိနာပေးတဲ့နှိမ့်ဆိုင်ကောင်မင်းဆင်းသွားဘုကောင်ဆင်းသွားလို့မှမကြသေးဘူးဘုရားဆိုင်အဲ့ဒီယောဂီဘာဖြစ်မလဲငိုက်လာပြန်တာပဲအဲ့ဒီယောဂီဘာဖြစ်ပြန်တာလဲအဲ့ဒါသားတက်လာပြန်တာပဲအဲ့ကောင်ဆင်းအောင်ဆိုသမက်နှိမ့်ချပြန်တာပဲအဲ့တော့ဒီမှာဝိသုစာကြောင်းလေးသွားကြလို့ဘုရားဆိုင်အဲ့တော့ဘုန်းကြီးတို့ဘဝများဆိုတာတန်တရာမှာဒီကိလေသာသားအရင်နဲ့လေပေါင်းတင်လာခဲ့တာကြာပြီဘုရားဆိုင်နော်ပေါင်းတင်လာခဲ့တာကြာပြီအခုမြတ်စွာဘုရားသာနာတော်ကြီးနဲ့တွေ့နော်မရိယာညာကဘုန်းကြီးပြောလို့ပေါ့အခြေအနေကလည်းပဲအခြေအနေကောင်းတယ်အချိန်ခါကလည်းအချိန်ခါကြာနေတယ်ဟုတ်တယ်ဟုတ်လားချိန်ခါကြာတယ်ဆိုတာဘာလဲဆိုတော့မြတ်စွာဘုရားသာနာတော်ကြီးနေလို့လားလို့ထွန်းလင်းနေတဲ့အချိန်ဟုတ်လားမဟုတ်ဘူးလားအချိန်တွေကလည်းပဲကုသိုလ်လုပ်ခွင့်ရှိနေတဲ့လူဘဝကုသိုလ်လုပ်ဖို့လို့ဘဝအချိန်တွေကတော့မပေးဘူးလားပေးတော့မှဘိယတရေကုသိုလ်ကောင်းမှုကိုရအောင်ယူသွားကုသိုလ်ကောင်းမှုကိုဘာလုပ်အောင်မနေ့မိုးလင်းကညနေမိုးချုပ်တဲ့ထိသားရည်သမီးရည်စီးပွားရေးလူမှုရေးတွေနဲ့အချိန်ကုန်ပြီးတော့ညနေမိုးချုပ်တဲ့ထိအောင်ကိုဖို့လို့ကုသိုလ်ဘာတစ်ခုမှမပါဘူးဆိုရင်တော့မနှုတ်တာလူတို့မှနေထွက်ကရှားဖွေနေဝင်းတို့ရောက်ခဲ့ပေကုသိုလ်နဲ့အကုသိုလ်ဘယ်သူကသာသိဟုဉာဏ်ထဲမှာသေချာသွင်းထိုစရင်မရှင်းနိုင်လျင်လောကတွင်လူမဟုတ်လောကုတ်တွင်မဲ့ဖို့ရှုံးလူရုပ်ပြောက်ဆုံးအဲကြောင့်မို့လို့ပြည့်တတ်တဲ့ဘဝခန္ဓာဆိုတာသုံးလို့ရနေတော့ခန္ဓာကိုသုံးပါသုံးလို့ရနေတော့ခန္ဓာကိုဘာလုပ်ရမလဲခန္ဓာကိုမဖြုံးပြင်းနေတဲ့သုံးခွင့်ရတဲ့ဘဝကိုရနေတော့မှသုံးပါခန္ဓာတိုင်းအသုံးမတည့်ဘူးတဲ့ခန္ဓာတိုင်းအသုံးတည့်သလားပြောမယ်ခွေးတွေလည်းပဲခန္ဓာ၅ပါးပဲဝက်တွေလည်းပဲခန္ဓာ၅ပါးပဲကြက်တွေလည်းပဲခန္ဓာ၅ပါးပဲလူတွေလည်းခန္ဓာ၅ပါးပဲဘယ်သူမှခန္ဓာ6ပါးမရှိဘူးခန္ဓာ4ပါးလည်းမလျော့သွားဘူးခွေးတွေနွားတွေကြက်တွေဝက်တွေငှက်တွေရဲ့ဘဝခန္ဓာကြည့်တယ်သူတို့လည်းခန္ဓာ၅ပါးပဲလူတွေရဲ့ဘဝကလည်းခန္ဓာဘယ်နှပါးပဲလဲရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာ၅ပါးပဲခန္ဓာချင်းတူတယ်ဘိယသားရဲ့ခွေးတွေနွားတွေကြက်တွေဝက်တွေငှက်တွေရဲ့ဘဝခန္ဓာသည်အသုံးမတည့်ဘူးတဲ့တဲ့သလားသူတို့ခန္ဓာကိုသူတို့သုံးခွင့်မရှိဘူးတဲ့ရှိသလားနွားခန္ဓာကိုဘယ်သူသုံးလဲလက်သမားကသုံးသွားတယ်ဟုတ်လားမဟုတ်ဘူးလားနွားလည်းခန္ဓာ၅ပါးပဲလေသူခန္ဓာသူသုံးခွင့်ရှိသလားလက်သမားကသုံးလိုက်တာလက်ထဲမှာခိုင်းမယ်လှုပ်ခဲ့ရုံးဟဲ့ပြီးတဲ့အခါကျတော့ဘိယတိုင်းနတ်သားယုံပို့လို့နတ်သားသမားကနေသုံးသွားတာတဲ့ဒါကြောင့်ခန္ဓာဆိုတာမှတ်ထားဘိယတိုင်းသုံးလို့တဲ့တဲ့ခန္ဓာကိုရတော့ကိုသုံးပါဟိုမှာဘဝခန္ဓာရတာသူ့ဘဝသူမသုံးလိုက်ရအောင်သုံးလိုက်ရလားဝက်တွေကိုကြည့်ပါဝက်လည်းပဲခန္ဓာ၅ပါးပဲဒါပေမဲ့လို့ဘိယတိုင်းဝက်ကြီးကသူ့ခန္ဓာကိုသုံးခွင့်မရှိဘူးရှိသလားဝက်သားသမားကပေါ်ပြီးတော့ရောင်းမလိုက်တယ်ကြက်ခန္ဓာကြည့်ပါထိုနည်းတူသာပဲဘိယတိုင်းအဲ့တော့တော်ပြီဘုန်းကြီးဝိတုဇာကြောင်းလေးသွားခြင်းနေလို့
အဲ့ဒါမှပြောနေတာကဘာပြောနေတာတော့ဆိုရင်အခြေအနေကကုသိုလ်လုပ်ဖို့လို့အခြေအနေပေးထားတယ်လူခန္ဓာဘာခန္ဓာလဲအချိန်ခါကလည်းပဲဘုရင်တိုင်းကုသိုလ်လုပ်ဖို့လို့အချိန်ကောင်းကြီးကောင်းလားမကောင်းဘူးလားသာသနာနဲ့ကြုံနေလို့ဘာနဲ့ကြုံနေလို့ဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့သာသနာနဲ့ကြုံနေတော့မှသာအရင်ကိုနှင်ချသမက်ကိုအိမ်မောခေါ်တင်အဲ့လောကထဲမှာပြောတယ်မို့လားသမက်ဖမ်းတယ်တဲ့သမက်ဖမ်းတယ်တဲ့ကြားဘူးလားဘာဖြစ်လဲဖမ်းတာကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာသမက်ကိုဖမ်းတာဟုတ်တယ်နော်သာအရင်ကိုနှင်ချတာလောဘကိလေသာသွားမလာခဲ့နဲ့ဒေါသကိလေသာမလာခဲ့နဲ့ထိနာမိတ်တာငိုင်မီးတဲ့အိတ်ချင်းတဲ့ကိလေသာတွေမလာခဲ့နဲ့ဆင်းသွားတော့တရားမို့လို့ပိဋကရေတရားကောင်းစဉ်လေးပေးထားတာဗါတဲ့လေမေးပါပြီဘသူကိုချစ်မှလဲဟုတ်တယ်တမဲကိုချစ်မှဘသူကိုချစ်မှတမဲဆိုတာကုသိုလ်တမဲဆိုတာဘာလဲဘသူကိုချစ်မှတမဲကိုချစ်မှတမဲကိုချစ်မှတရားကောင်းစဉ်အဲ့ဒါပါကိုင်းတာကြောင့်ဘုရားသားရဲ့လိုက်ဆိုကြည်သားမှာဗုဒ္ဓသာသနာကျုံတော့မှာသမက်မှာပို့ချစ်ပါဗုဒ္ဓသာသနာကျုံတော့မှာသမက်မှာပို့ချစ်ပါသာကိုပြေထားသမက်များချစ်သွားနိုင်ရမှာသာကိုပြေထားသမက်များချစ်သွားနိုင်ရမှာသမက်ချစ်သူနိဗ္ဗာန်ယူအေသူခေါ်ရတာသမက်ချစ်သူနိဗ္ဗာန်ယူအေသူခေါ်ရတာဒါနသီလဘဝနာကုသိုလ်ကောင်းမှုသမက်တွေကိုချစ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာဘုရားသားရဲ့နောက်ဆုံးမှာငြိမ်းရန်အမှန်နိဗ္ဗာန်ကိုယူသွားတာရောက်သွားတာဝင်ဆံသွားတာဒါကြောင့်မို့လို့ရှေ့ပိုင်းမှာဘုန်းကြီးတို့ဥပမာလေးများဆောင်းပြီးတော့အလုံးတရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုသမက်နဲ့သာရံဖြစ်ပုံကိလေသာနဲ့ကုသိုလ်ရံဖြစ်ပုံနေနော်ကိလေသာကမလူဟောလှူမဲ့နိုင်သွားတာပဲဘုရားသားနိုင်သွားလို့ဒီနေ့ည35ညတိုင်တိုင်ဓမ္မသဘင်တရားဝဲကြီးအောင်မြင်နဲ့ဖြစ်သွားတာမဖြစ်ဘူးလားတို့ဘုရားရှင်ကိုရောမြတ်လက်ထက်တော်ကဘုရားသားတွေဖြစ်ပြခဲ့တဲ့ဇာလန်းလေးတစ်ခုမေစရိယနဲ့ဌာနတိုက်ပွဲဝင်တဲ့အကြောင်းအရာလေးကိုဒီနေ့ညပြောမယ်ယတမိရရောကံဘီရောတိဣမံဓမ္မဒေသနာတထာစေတဝနေဝိဟရန္တောမေစရိယကောတိယအာရဘကထေတိယတမိရရောကံဘီရောစာကြည်တော်ဤတရားဒေနာတော်မြတ်ကိုတထလူနတ်တို့ဆရာဘုရားမြတ်စွာကဇေတဝနေဇေတွန်ကိုကြောင်းတိုက်တော်မှာဝိဟရန္တောရပဒလေးလီဖြင့်မြတ်ကြီးရွှေပြုံးတရင်သုံးစံပဲတော်မူနေတဲ့ခါကာလစီတုံးကမေစရိယဂောတိယမေစရိယဂောတိယလို့အမည်ရတဲ့တထေကိုအာရဘအကြောင်းပြု၍ကရေတိကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းဘုရားမြတ်စွာသာဝတိပြေမွန်စေတုခေါ်ကြောင်းတိုက်တော်မှာယပထလေးလီဖြင့်မြတ်ကြီးရွှေပြုံးတရင်သုံးစံပေတော်မူနေစဉ်ကာလစီတုံးကရွာကြီးနာမည်ကဘုရားတိုင်သက်ကာရရွာတဲ့ဘာရွာလဲသာဝတိနဲ့45ယူဇနာဝေးပါတယ်45ယူဇနာဝေးတော့သက်ကာရရွာကြီးမှာတထေကြီးဇနီးမောင်နှံ2ယောက်ရှိတဲ့ကောတိယတထေတဲ့ဘာတထေရှေ့မှာနာမည်လေးတစ်ခုပို့တယ်မစ္စရိယကောတိယတဲ့ဘသူကမှဘာမှမပွေးဘူးတရားကလည်းလုံးဝမရှိဘူးဘုရားတိုင်
တရားတရားမရှိတာမှသူကိုသူတော်သူမတရားဘူးတဲ့သူများပေးဖို့တော့မပြောနဲ့တော့တနေ့တော့ရှင်မင်းကတထေးတွေကိုညီလာခံသဘင်ခေါ်တယ်။အဲတထေးတွေအားလုံးညီလာခံတက်ပါဆိုတော့အဲ့ဒါမစ္စရိယကောတိယတထေးကြီးပြေးတိုင်ဘာလို့တော့ဆိုတော့ညီလာခံသဘင်တက်သွားတာအဲ့ဒါရွာထိတ်မှပြေးတိုင်ရွာထိတ်မှမနေ့စောစောထွက်သွားတာကိုအဲ့ဒါအကျော်တေးလေးထဲမှာမုတ်ကြော်ပြီးတော့ရောင်းနေတာအဲ့ဒီမှာရွာသားတွေသွားပြီးတော့မုတ်တွေဝက်စားရင်တွေကြံနေပါနေတောက်ကြတာပေါ့လေကွယ်အဲ့ဒါသွားရင်ကနေပြီးတော့အဲ့ဒီမှာစာထဲမှာတော့ပြေးတိုင်အိုကင်းကမုတ်လို့ခေါ်တယ်အိုးပူပေါ်မှာပြေးတာစာနှစ်ရည်လေးဖြူးပြီးတော့စီလေးနည်းနည်းတုပ်ပြီးတော့ထောပါလေးနည်းနည်းတုပ်ပြီးတော့ကြော်တဲ့မုတ်ထောပါနံလေးနဲ့ဆန်နှစ်နံလေးနဲ့ဆိုတော့မုတ်လေးကသိမ့်ပြီးတော့ထညက်ရည်လေးလည်းပါဝင်ရပါတယ်စာထဲတော့အိုကင်းကမုတ်လို့ပဲပါအဲ့ဒီမုတ်နံလေးဟာတထေးကြီးရဲ့မစ္စရိယကောတိယတထေးကြီးရဲ့နှာခေါင်းထဲကိုအဲ့ဒီမုတ်နံလေးအနံ့ဝင်သွားတော့သူစားချင်စိတ်ပေါက်တယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့စာပေလို့ပြောရင်ရတ္တတဏှာပဲဗတ္တနာလည်းဘုရင်သားရတ္တတဏှာဖြစ်တော့သူစောင်းကနေကြည့်ပြီးတော့တွားရောဘုရင်သားအဲ့တော့ဟိုညီလာခံတပင်ရောက်တဲ့အခါကျတော့ရှင်မင်းကြီးကလည်းဘာတွေပြောလို့ပြောနေမှမသိဘူးအဲ့ဒါသူစိတ်မဝင်စားဘူးဘုရင်သားသူစိတ်ထဲမှာဘာဆွဲသွားတော့ဆိုလို့ရှိရင်အဲ့ဒီမုန်းနံလေးဆွဲပြီးတော့ဒီဘုံကစားကျင်လိုက်တာဒီဘုံကစားကျင်လိုက်တာအဲ့လိုဖြစ်တယ်အဲ့ဒါနဲ့ညီလာခံသဘင်ပြီးလဲပြီးတော့ပြန်လာတယ်ပြည်သားပြန်လာတော့လည်းပဲအဲ့ဒီမုတ်တဲရှိကနေဖြားပြန်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမုတ်ကိုပဲပြန်ပြီးတော့ဆွဲလန်းပြန်ဒါနဲ့အိမ်ရောက်ပေါ့အဲ့တကယ်ဆိုလို့ရှိရင်တထေးပဲပြည်သားမုတ်ကဘာလဲတမဖိုးလောက်ဝယ်စားလိုက်ရင်တော့ရတာပဲဒါပေမဲ့တုကုတုမတရားဘူးဖြစ်နေတယ်စားလဲစားခြင်းနဲ့ပတ်စံကုန်မှလည်းကြောက်တယ်အဲ့ဒါနဲ့အိမ်ရောက်တော့တထေးကတော်ကြီးကသမင်းနေဟင်းနေချက်ပြုတ်ထားတယ်ကောင်းကောင်းမွန်မွန်ပါပဲဒါပေမဲ့တထေးကြီးသမင်းဒီနေ့နည်းနည်းလေးပဲစားပြီးတော့သွားမှိုင်နေတယ်မှိုင်တော့ဒီကမကြီးကသိတယ်ဘာဖြစ်လာလဲမသိဘူးခါတိုင်းဆိုသမင်းစားတယ်မျက်နှာလည်းရွှင်ရွှင်ပြပြနေဒီနေ့မဟုတ်ဘူးမျက်နှာလည်းပဲမကောင်းဘူးရွှင်ရွှင်ပြပြလည်းမဖြစ်ဘူးရှင်မင်းများဘာများပြောတယ်လည်းမသိဘူးအဲ့ဒါနဲ့သွားမေးတယ်တော့ဘာဖြစ်လာတာတော့ဘာမဟုတ်ဘူးကွာမျက်နှာလည်းမကောင်းပါလားဟုတ်ပါဘူးကွာမဟုတ်ပါဘူးပြောပါဒီကိုလင်ကိုမရဒီနှစ်ယောက်ရှိတာဘာအခက်အခဲရှိတယ်ပြောကျုပ်ဘာလို့ဝေးရမလဲပေါ့ကောင်ကြီးကအဲ့ဒါနဲ့ဘရင်တိုင်းနောက်ဆုံးတော့မအောက်နိုင်တဲ့ဆုံးကြတယ်ပြောတယ်ငါမုတ်စားခြင်းလို့ဘာမဟုတ်တော့ပြောလှုပ်ပေးမယ်ဆိုတော့အဲ့ဒါမုတ်အိုကင်းကမုတ်စားခြင်းတဲ့အမလေးတော်ရဲ့ဒါများကျုပ်လှုပ်တတ်တယ်ဆွဲပြီးတော့ဒကမကြီးကပြောဆိုနေတဲ့ဘရင်တိုင်းမိဖို့ကန်းနဲ့ဝင်သွားပြီးတော့ဆန်နေတဲ့ခါတည်း5-6ဘူးခတ်ထဲတာပေါ့ခိုင်သေးကြီးကလိုက်ဝင်လာတယ်ဟာအဲ့လောက်အများကြီးမလုံးနဲ့ဘာဖြစ်လို့တော့ဟိုအိမ်မှာရှိတဲ့လူတွေကုန်ကြွေးရမှာပေါ့မလုံးနဲ့ငါတယောက်စားပဲဘယ်လောက်နှမျောတဲ့တထေးဆိုတာပြီးတိုင်းသူဇနီးတော်သူမကြွေးချင်အဲ့နဲ့ဒကမကြီးကလည်းကဲစိတ်ချမ်းသာကဲဘယ်လောက်တော့လို့ရမလဲဘူးတစ်ဝက်လောက်ပဲလုပ်တယ်အဲ့တော့ဘူးတစ်ဝက်လောက်လေးသွားပြီးတော့မှုတ်သွားကြိတ်ပြီးတော့မုတ်နှစ်တွေပါတွေခါလေးရလာတော့ဒကမကြီးကမိဖို့ထဲမှာပေါ့ဒီမုတ်ကြော်မယ်ပေါ့ကြော်မယ်ဆိုတော့မိဖို့တဲ့အကြော်မခံဘူးဘာဖြစ်လို့လဲဆိုတော့ဒီမုတ်ကအနံ့ထွက်တယ်တဲ့ထောပါနံထွက်မယ်ထညက်ရင်နဲ့ဆိုတော့အဲ့ဒါကြောင့်မလို့ဒီမုတ်ကအနံ့ထွက်လို့ရှိရင်ဘေးနာကအိမ်ကလူတွေကဟာကောတိယတထေးကြီးအိမ်မှာဘာလုပ်နေစားဟိုဘက်အိမ်ကမုတ်နံထွက်တယ်ဟေးဘာမုတ်တွေများလှုပ်ရှားနေကြတို့အိမ်မပေးဘူးလားဘာညာဆိုအဲ့ဒါလာရင်ကြွရလိမ့်မယ်အဲ့တော့ဘယ်နဲ့လုပ်မလို့ဆိုတဲ့အခါကျတော့သူတို့အိမ်ကဘေးတိုင်းတိုက်9ထပ်တယ်တိုက်ကဘယ်နဲ့ထပ်လဲအပေါ်ဆုံးဓာတ်မှာမုတ်တက်ကြော်မယ်တဲ့ဗမာကြော်မှာတဲ့မစ္စရိယဆိုတာအဲ့ဒါမှတ်ထားပြီးတဲ့ဘသူကမှမပေးခြင်းဘူးဘသူကမှမကျွေးခြင်းအဲ့ဒါကမကြီးရတယ်လေအလိုလိုက်ပါတယ်တကကြီးကိုကဲအဲ့ဒါမှတော်မှအပေါ်တက်ပြီးတော့ကြော်ခြင်းနဲ့ကဲကြော်ဆိုတော့အဲ့ဒါဘေးတိုင်းမိဘတွေရောရောင်မာတွေရောဒေအိုးတွေရောအကုန်လုံးတစ်ခါတည်းယူပြီးတော့အဲ့ဒါတက်မင်းရှိရတဲ့ဒကမကြီးရရှိရတော့အဲ့ဒါဘာလို့တုံးဆိုအဲ့တထေးကြီးဘေးတိုင်းပရမတ်ထပ်ကိုတကားချက်ထိုးပြီးတော့ခဒုတိယဓာတ်တက်တကားချက်ထိုးတော့ခတတိယဓာတ်တက်တကားချက်ထိုးတော့ခလူများတက်လာမှကြောက်တယ်နော်အဲ့ဒါနဲ့တို့ပြောဆိုနောက်ဆုံးဘုံ90ထက်ဆုံးထရောက်ပြီရောက်တဲ့အခါကျတော့ဒကမကြီးကဒီမှာမိမွေးရမယ်အဲ့တော့ဗရဲမောက်တော့ဖွင့်တာ9ထပ်
ဘသူမှလည်းတက်မလာတော့ဘူးတော့လည်းခတ်ပြီးပြီဒီတစ်ပေါက်တော့ဖွင့်ပြီဆိုတော့အဲ့ဒါအပေါက်ဖွင့်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘယင်းတိုင်ဇေတဝန်ရွှေကျောင်းတော်ကနေပြီးတော့ဟိုးမနဲ့စောကြီးတွေကမြတ်ဗုဒ္ဓသည်မလုပ်လေလောကကြီးကိုရွှေဉာဏ်တော်ကိုရဖြန့်ကျက်ပြီးတော့ကြီးတော်မူလိုက်တဲ့ခါမှာဒီနေ့ဘယ်သတ္တဝါဝင်နေရငါဘုရားသစ္စာဓမ္မပိသမယသစ္စာသိမလဲလို့မြတ်စွာဘုရားလောကကိုဆင်ញင်ပြီးတော့ကြည့်တဲ့အခါမှာဘုရားတည်းအဲ့ဒီမှာမင်းစရိယာကောတိယဇနီးမောင်နှံ2ယောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ရွှေဉာဏ်တော်ကိုရထဲမှာလာပေါ်ပြီးပြီးတော့သွားရမယ်ခရီးရပြီးရတယ်45ဥဇနာရှိတယ်ဘယ်လောက်ရှိသလဲ45ဥဇနာခရီးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြွမယ်မကြွတော့ဘူးဘုရားကဆုံးမရချလိုက်တယ်မကြွဘဲနဲ့ဒီခရီးကိုဘသူကိုလှုပ်ရမှာတော့ဆိုရင်တကိုးအရာမှာဣရတဲ့ရတော်မူသောရှင်မမောက္ကလံဘသူလဲမရေးသားရဲ့ရှင်မမောက္ကလံမရေသူများကိုဘုရားများစွာကခြေသားမောက္ကလံဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဗာမြတ်မိတ်တော်မူလဲဘုရားတပည့်တော်အစဉ်နဲ့နာခန်းလျက်ပါဘုရားတက္ကနေကုန်းရွာကြီးကိုခြေသားသွားပါအဲ့ဒီမှာမစ္စရိယကောတိယဇနီးမောင်နှံ2ယောက်ကိုခြေသားပါအောင်ခေါ်လာခဲ့ပါအဲ့ဒီသူတို့ကြောနေတဲ့မုတ်တွေလည်းပဲအကုန်လုံးယူလာပါငါဘုရားများစွာနဲ့တကွာသံဃာတော်တွေဒီနေ့သာဝတိမြို့တဲကိုသွန်းငံလုံးဝမထွက်ဘူးသွန်းစားကြောင်းကနေပြီးတော့တပိတ်ပိုက်လို့အဲ့ဒီမုတ်သွန်းဖုံးပေးမယ်ဘုရားချက်ချင်းပြည့်တိုင်ရှင်မောင်မောက္ကလံကိုလွတ်တာဘယ်သူလွတ်လိုက်တယ်အဲ့တော့ရှင်မောင်မောက္ကလံမထေရသူများကကောင်းပါပြီမြတ်စွာဘုရားလို့မြတ်စွာဘုရားဓမ္မဝန်ခံကြီပေးပြီးတော့ရှင်မောင်မောက္ကလံမထေရသူများကောင်းကင်ကနေကြွလာတယ်အဲ့တော့မစ္စရိယတထေးကြီးကဘာလုပ်နေလဲပြည့်တဲ့ဒဂုံမကြီးကမုတ်ကြော်နေတာအဲ့ဒါတကားနဲ့ဗရမောက်တကားဖွင့်ပြီးတော့ဗရမောက်မှသူစောင့်နေတာပြည့်တဲ့အဲ့ဒီမှာရှင်မောင်မောက္ကလံမထေရသူများကောင်းကင်ကနေကြွလာတာတွေ့တော့ဟာဘသူမှမသိအောင်လို့ဘု80အထက်ဆုံးထတက်ပြီးတော့မုတ်ကြော်စားပါတယ်ဆိုကမှဘယ်ကိုတော်ကကြွလာလဲမသိဘူးရှင်မောက္ကလံကအဲ့ဒီပရိမောင်နာသွားပြီးတော့မတရနေတဲ့တော့ရှင်မောက္ကလံကိုပြောတယ်ကိုရောဒီနားမှာရမနေနဲ့ကိုရောကိုနေပြီးတော့မုတ်မလှူနိုင်ဘူးရှင်မောက္ကလံမသွားဘူးရေးတယ်တော့ရက်နေတော့ဘာထပ်ပြောဆုံးရှင်မောက္ကလံကိုရောတဲ့ရရုံမကလို့လမ်းလျှောက်ပြလဲမလှူဘူးတဲ့ဆိုတော့ရှင်မောက္ကလံကလမ်းလျှောက်ပြဈဉ္ညာလျှောက်ပြအဲ့ဒီကောင်းတယ်ပြန်လျှောက်ပြတော့ကြည့်လို့လည်းမသွားဘူးသွားတော့ကိုရောတဲ့လမ်းလျှောက်ပြမကလို့ထိုင်နေလည်းမလှူဘူးတဲ့ဆိုတော့ရှင်မောက္ကလံကထိုင်ပြဒါလည်းကိုရောလက်ကြည့်ပြန်တော့မသွားပြန်ဘူးကိုရောထိုင်နေလဲကိုရောမရဘူးနော်တဲ့ဒါမှကိုရောတကိုးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်တဲ့အဲ့တော့ကိုရောတကိုးနဲ့ဟောဒီမုတ်ကြော်နေတဲ့အခန်းထဲကိုမိခိုးတွေမှုတ်ပြီးတော့လွတ်လဲပဲတပည့်တော်ကတော့လှူဖို့လို့လုံးဝစိတ်မကူဘူးဗျာတဲ့ဆိုတော့မှသူရှိရစကားလဲရလဲရပါဘုရားတိုင်းရှင်မမောက္ကလံဘာလို့တလဲအဲ့ဒီမှာတေဇောကတိုင်းဝင်စားပြီးတော့သူပြောတဲ့အတိုင်းပဲဘုရားတိုင်းမိခိုးတွေမှုတ်ထက်ဘာတွေမှုတ်ထက်လဲမိခိုးတွေမှုတ်ထက်တော့ဟာထဲမှာတခါတည်းမိခိုးတွေလောင်မုံတက်ပြီးတော့ဒီကောင်မကြီးကဘယ်လိုဖြစ်တာလို့ဘယ်လိုဖြစ်တာလို့ဘုန်းကြီးတွေမှကြွလာတယ်ဘာလို့လာလဲမသိဘူးငါကလည်းပြောမိလိုက်တယ်တပည့်လို့ပြောလိုက်တယ်မိခိုးတွေလွတ်လဲတော်ပါတော့ဗျာရပ်ပါတော့ဗျာရပ်ပါတော့ဗျာဒီကောင်ကြီးကလည်းမှုနေပြီပြေးတာထဲမှာနေလို့မရတော့ဘူးမုတ်ကြော်နေတာ5 6 9 ခုတောင်ပြီးနေပြီအဲ့ဒါနဲ့ရပ်ပါတော့ဗျာရှင်မရတပည့်တော်မုတ်လူပါမဖြတ်ဆိုတော့ထပ်ထားတဲ့မုတ်တွေကိုကြည့်လိုက်တဲ့အခါမှာပြေးတိုက်မုတ်တွေကအကြီးကြီးတွေဖြစ်နေတော့မလှူရက်ဘူးတဲ့အဲ့ဒါဒကမကြီးကိုပြောတယ်မင်းမုတ်နှစ်ရည်လေးနည်းနည်းလေးထည့်ပြီးတော့နည်းနည်းလေးကြော်လိုက်ဒီမုတ်တွေမလှူနဲ့ဆိုတော့အဲ့ဒီမှာတထေးကတော်ကြီးကပြေးတိုက်မုတ်နှစ်ရည်လေးဇွန်းတဝက်တဲ့ဇွန်းဘလောက်လဲအဲ့ဒါဇွန်းလေးနဲ့တဝက်ဦးတွေကိုထည့်လဲထည့်လိုက်ကောရှင်မမောက္ကလံကဘာလုပ်လဲတကိုးတော်နဲ့အဲ့ဒီမုတ်ကိုအချက်ကြီးဖြစ်သွားအောင်လုပ်လိုက်တယ်ဒေဝတခုလုံးပြေးသွားတော့ကြည့်တော့နှမျောတယ်မလူမင်းငါပြောတယ်တေးသေးလေးလုပ်ပါလို့ဟာကျမလည်းနည်းနည်းလေးထဲတာပဲဖဲအဲ့တချက်ပဲနောက်တကထပ်ထည့်ရှင်မောက္ကလံကတကိုးနဲ့လို့တစ်ချက်ပဲ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 နဲ့ပြေးတိုင်းမုတ်စလေးကကြချမ်းနေစလောက်ကမုတ်ချက်ကြီးကြီးဖြစ်နေတော့အသေးကြီးကနောက်တော့စိတ်မရှိတော့ဘူးမင်းလက်အချိန်စားမတည့်ဘူးပေးငါကိုယ်တိုင်ဝင်ကြောမယ်ဘာလှုပ်တယ်မရေးတိုင်းအဲ့ဒီမှာဇွန်းဖင်ကလေးနဲ့ဇွန်းဖင်ပြားလေးနဲ့
ဒါလေးကော်ပြီးတော့ခါတဲ့အဆက်ကလေးတစ်ဆက်ချတာရှင်မောက်ကလန်ကတကိုးနဲ့လှုပ်တာခုနမုံနှစ်ချက်ဆလောက်ဖြစ်သွားတယ်ဟာမလူရက်တော့ဘူးလူရက်သလားဘယင်းသားအဲ့ဒါကြောင့်တော့ဒါနပြောတော့လွယ်တယ်အလုတ်ခက်တယ်ခက်လားမခက်ဘူးလားဟိုဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေဒါနတွေဟောကနေလုံနေတာပြည့်တယ်အသိရှိလို့နော်ဘာရှိလို့လဲအသိရှိလို့လုံနေတာအဲ့ဒီလိုတော်ပါများတော့မုတ်တွေကတပြေးပြေးနဲ့များနာတော့ပြည့်တဲ့ဘလို့ထက်ဒီမုတ်တဲ့လူအများကြီးဖြစ်လာတဲ့ခါကျတော့ဒါနဲ့တခါကြီးကဒီမစ္စရိယကောတိယတထေကြီးကကဲအဲ့ဒါဆိုရင်တော့ရှင်မကြီးလှူလိုက်ကြတော့ဒီကိုတော့ဒီတိုင်းဆိုပြန်မဲ့လက္ခဏာမရှိဘူးအဲ့ဒါဘလို့လှူမလဲပြောဟိုးအောက်ဆုံးကမုတ်တစ်ချက်လှူမယ်တဲ့ပြည့်တဲ့လှူတာတော့အပေါ်ကမုတ်တော့ဘယ်ပြည့်သွားပြီလဲဟိုအောက်ဆုံးကမုတ်တစ်ချက်လှူမယ်ဘာတော့ကြော်ထားတာကြာပြီလေအဲ့တော့ဟိုအောက်ဆုံးကမုတ်တစ်ချက်လှူမယ်ဆိုပြီးတော့အဲ့ဒါမင်းကအသာလေးမုတ်ချက်တွေကိုပေါ်မှာထားငါကအောက်ကနေဆွတ်ထုံးမယ်ဆိုပြီးတော့အဲ့ဒါမစ္စရိယကောတိယတထေပရိသတ်ဘာလို့တလဲမုတ်ချက်တွေဆွတ်ထုတ်တာရှင်မောက်ကလန်ကတကိုးနဲ့ကတ်ထားတာဘာနဲ့ကတ်ထားလဲဆွဲလို့ရလားမရတော့မိမကြီးမုတ်ကကတ်နေတယ်ဟေးအဲ့ဒါဘယ်လိုလုပ်မလဲလာဝိုင်းဆွဲဆိုတဲ့အခါကျတော့အဲ့ဒါပရိသတ်တထေကြီးနဲ့တထေကတော်ကြီးအဲ့ဒီမုတ်လေးတစ်ချက်ကိုလေမယားနဲ့ခြေကံပြီးတော့ခွဲတာရှင်မောက်ကလန်ကတကိုးနဲ့ကတ်ထားတာကိုဘာနဲ့ကတ်ထားလဲဟာချွေးဒီချွေးပေါက်တွေကြာပြီးတော့တခါတည်းလင်မယားနဲ့လို့ပင်မပြီးတော့ခါတည်းပြစ်လဲကိုတဲ့အခါကျတော့အဲ့ဒီမှာဘာလျှော့သွားတော့ဆိုတော့ပရိသတ်ရတတဏ္ဍာနဲ့လျှော့သွားတယ်တော်ပြီတဲ့ဒီလောက်တောင်ပင်မလိုက်တာဒီမုတ်မစားတော့ဘူးတဲ့အဲ့တော့အကုန်လုံးသာလှူလိုက်တော့တယ်ဘုရားလွှဲတဲ့ဆိုတဲ့အခါကျတော့ဒီကောင်ကြီးကတောင်းကြီးတောင်းသွားယူတယ်ပရိသတ်တောင်းကြီးတောင်းသွားပြီးတယ်အဲ့ဒီတောင်းကြီးတဲ့အဲ့ဒီမုတ်တွေခါအကုန်ထက်ပြီးတော့ရှင်မောက်ကလန်ကိုပင့်ရှင်မောက်ကလန်အိမ်ထဲကြွပါအဲ့တော့မှအိမ်ထဲပင့်တာပြည်တယ်အိမ်ထဲကြွပါဆိုကြွရှင်မောက်ကလန်ကြွပြီးတော့အဲ့ဒီမုတ်ကိုလှူတော့ရှင်မောက်ကလန်ကဒကာကြီးနဲ့ဒကာမကြီးတို့မြတ်စွာဘုရားဇေတဝန်မှာဆောက်နေတယ်ဒကာကြီးတို့ရဲ့ဒကာမကြီးတို့ရဲ့မုတ်ကိုဒီနေ့မြတ်စွာဘုရားနဲ့တန်ဃာတွေဖုံးပြီးမှာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေခဏိတာဝတိမြို့တွေကိုဆောင်းကမကြွဘူးဒကာကြီးတို့ရဲ့မုတ်ကိုအဲ့ဒါမြတ်စွာဘုရားတန်ခါးတွေဆွမ်းချောင်းမှာသပိတ်ပိုက်ပြီးတော့စောက်တော်မူနေရတယ်ဟာဟုတ်သလားဖေ။ဟုတ်တယ်ဒကာကြီးအဲ့ဒါဆိုဘယ်လိုလုပ်မလဲဖေ။သာဝတိနဲ့တပည့်တော်တို့ရွာနဲ့က45ဥဒနာဝေးတယ်ကိုတော်ခုဆုံးကားကြီးကြပြီဒကာကြီးရဲ့စိတ်ထဲမှာမြတ်စွာဘုရားနဲ့တန်ခါးတော်တွေကိုလူချင်းနဲ့ဆိုတဲ့ဆန္ဒဖြစ်သလားမဖြစ်ဘူးလားအဲ့ဒါပဲပြောပါဆိုတော့ဖြစ်ပါတယ်ဖေ။ဖြစ်တယ်ဆိုရင်မျက်လုံးမိတ်လိုက်မိတ်ဖွင့်ဆိုတော့ရောက်ပြီပဲတကိုးနဲ့ခေါ်သွားတာဘာနဲ့ခေါ်သွားတာဝမ်းသာလိုက်တာ45ဥဒနာခရီးကိုပရိသတ်တွေချက်ချင်းကွေးတဲ့လက်ချက်ချင်းဆန်းလိုက်သလိုချက်ချင်းရောက်သွားတာအာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဆွမ်းချောင်းပေါ်မှာတပိတ်ကိုစီပိုက်ပြီးတော့စောင့်နေတော်မူနေတာတွေ့တော့မှကြည်ညိုတဲ့တရားတွေဖြစ်ပြီးတော့ဆွမ်းချောင်းပေါ်တက်လို့မြတ်စွာဘုရားကိုဥစွာမုတ်ဆွန်းလှူပါသည်ပြီးတော့မှရှင်သာရိပုတ္တရာပြီးတော့မှရှင်မကတ္တပပြီးတော့မှအရှင်အာနန္ဒာအစဉ်တိုင်းပရိသတ်အဲ့ဒီမှာမုတ်စွန်းလောင်းလို့ပြီးမုတ်တယ်မကုန်သေးဘူးတဲ့အဲ့တော့မှမြတ်စွာဘုရားကိုလျှောက်တဲ့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားကြံတဲ့မုတ်တွေဘယ်လိုလုပ်ရပါမလဲမြတ်စွာဘုရားဒီတော့ဘုရားမြတ်စွာကတကားကြီးရှေ့မှာတောင်းစားနေတဲ့တထောင်သားတွေသွားလှူလိုက်စမ်းအဲ့ဒီမုတ်သွားလှူပြန်မကုန်သေးဘူးတဲ့မကုန်သေးဘူးဗျာဒကာကြီးတို့စားပါအောင်လင်မယားနှစ်ယောက်မုတ်စားကုန်သေးဘူးတဲ့အဲ့ဒီမုတ်တွေကိုဘယ်လိုလုပ်ရမလို့ဆိုရင်ဇေတဝန်ကျောင်းအပေါက်ဝမှာတွင်းကြီးရှိတယ်အဲ့ဒီတွင်းကြီးတွေကိုသွားထည့်ပြီးတော့မြေမြုပ်ပလိုက်ကြပြီးပါပြီမြတ်စွာဘုရားနဲ့တန်ဃာတော်တွေပရိသတ်မုတ်ဆွန်းဖုံးမေးလို့ပြီးတဲ့အခါကျတော့မှဘုရားမြတ်စွာကကိုင်းဒီနေ့သောတကဆုံးအမမစ္စရိယကောတိယတတိဇနီးမောင်နှံနှစ်ယောက်ဒီလာခဲ့ကွယ်အဲ့ဒီမှာဘုရားမြတ်စွာဒီဘုရားသားရေဘာလို့တလဲဒါနကထာဒါနအကြောင်းကိုဟောတယ်ဘာအကြောင်းကိုဟောလဲဩဒါနကုသိုလ်ကောင်းမှုဟာဘောဂတံပါတိဖြစ်လျာဘဝတိုင်းမှာထက်တန်းလွာကနေပြီးတော့ကျင့်နေရမယ်လိုအပ်တာတွေအလုံးကုန်လုံးပြည့်စုံမယ်ဆိုပြီးတော့မြတ်စွာဘုရားဒါနအကြောင်းခေါ်
ဒါနအကြောင်းဟောပြီးတော့ဘုရားမြတ်စွာဘုရားသီလကထာသီလအကြောင်းကိုဆက်ဟောပြီးတဲ့အခါကျတော့မှအဲ့ဒီဒါနသီလကုသိုလ်ကောင်းမှုတွေနဲ့တက္ကကထာနတ်ပြည်ကိုရောက်နိုင်တယ်နောက်တကအဲ့ဒီနတ်စည်းစိမ်တွေခံစားနေရဘုံတွေဟာကာမနာအာရိနဝကာမဂုဏ်အပြစ်တွေဖြစ်တယ်ဘယ်လောက်ပဲချမ်းသာတယ်နတ်ပဲပြောကာမဂုဏ်အာယုန်လေးနဲ့ပြောနေရင်အပြစ်ဖြစ်တယ်လို့မြတ်စွာဘုရားရှင်ကိုရမြတ်ကာမဂုဏ်ရဲ့အပြစ်တွေတစ်ခုချင်းဥပမာဆောင်ပြီးတော့ဟောအဲ့ဒီကာမဂုဏ်တွေကထွက်ချင်ရင်မက်ကလမ်းဟောဒီလမ်းပေါ်ကရှောက်မက်ကကထာအဲ့ဒီကနေတဆင့်တက်ပြီးတော့စတုသစ္စာကထာသစ္စာ၄ပါးဒေသနာတော်ဏီကုံဆုံးတဲ့အခါမှာသောထောမစ္စရိယကောတိယဇနီးမောင်နှံနှစ်ယောက်တို့သည်သောတာပတ္တိဖလေသောတာပတ္တိဖို့သို့ပဋိဒဟိန္တုကောင်းစွာမသွေတည်တော်မူကြလေကုန်မည်တကားဘုရားမြတ်စွာဆွမ်းအနုမောဒနာတရားဒေသနာတော်ဏိကုံးမှာပရိသတ်တရေမေစရိယကောတိယဇနီးမောင်နှံနှစ်ယောက်သောတာပန်ဖြစ်သွားသည်ဘာဖြစ်သွားသည်ကုသိုလ်ကောင်းမှုတစ်ခုအထူးသဖြင့်ပေါ့လေဒါနကုသိုလ်ကောင်းမှုတစ်ခုလုပ်ဖို့ဆိုတာလွယ်သလားပရိသတ်ရဲ့အမျိုးအနောက်အရှက်အဟံအတအဖြစ်ရှိတွေကြားတဲ့ကနေပြီးတော့ဒါကြီးဒီကုသိုလ်ကောင်းမှုဝဲကြီးလောက်ရတယ်ဆိုတာပရိသတ်ရဲ့အသိရှိကြလို့ဘာရှိကြလို့လဲတနည်းပြောရင်သရတရားရှိကြလို့ဘာရှိလို့လဲအသိနဲ့သရထုံနဲ့ဗျာဒွန်တွဲပြီးတော့ခဏကရုဏာရှင်များနိုင်အကူညီမှုသင်ကြီးရဲ့17ချိန်မြောက်35ညတိုင်ဓမ္မသဘင်တရားဝဲကြီးမှာဓမ္မဂရိကဆရာတော်ကြီးများကြွရောက်ပြီးတော့ဘုန်းကြီးတို့စာပေနဲ့ပြောတာဓမ္မဘေရီတဲ့တရားစီကြီးရိုက်တီးသွားတာဘာစီကြီးရိုက်တီးသွားတာတရားစီကြီးရိုက်တီးသွားတာ35ညတိုင်ဘယ်နှညတိုင်35ညတိုင်တရားစီကြီးရိုက်တီးသွားတာဓမ္မစီတော်တန်ကြီးတာကြောင့်စီတော်တန်များကြာရလေပြီလူရှင်အများလိုလာကြသည်မေတ္တာထားလို့နာကြစေသည်မကွေပွဲအားခဲလာကြသည်35ညတိုင်ဓမ္မသဘင်တရားဝဲကြီးကျင်ညာတန်ကြားတဲ့ကဘေဒတ်တွေမြို့ဘောဘောနယ်ဘောတောဘောတရားနာမလာကြဘူးလားဒါကြောင့်ဆိုလိုက်စမ်းမှာစီတော်သံများကြားရလေပြီလူရှင်အများလိုလာကြသည်မေတ္တာထားလို့နာကြစေသည်မကွေပွဲအားခဲလာကြသည်35ညအာရရွှင်ကြည်တရားစီကြီးရိုက်တီးနေပြီမထိုက်သူများရှောင်သွားကြမည်ထိုက်သူများနာကြရွှင်ကြည်ကြီးအဘေဘေကြီးဒါစီဖို့၏တရားစီကြီးရိုက်တီးနေပြီ35ညဓမ္မတန်သည်နောက်နေညမကြားရတော့ပြီနဲ့ပညာတရားဝဲရှိသေးလား35ညတိုင်ကရုဏာရှင်မြတ်နာရေးကိုကြီးမှုသင်ကြီးကဇွဲလုံးလာဩတ္တဟဝေယဝိဇာဒါနတို့ဖြင့်35ညတိုင်ဓမ္မဒါနလူရှင်သည်တို့ကဓမ္မပူဇာလူတန်းမှုတို့ဖြင့်ကျင်းပါလာခဲ့သောတရားပွဲကြီးသည်တဲ့ဘေးသာရင်နဲ့ဖြန်ညမရှိတော့ခဏညနောက်ဆုံးပဲဟုတ်တယ်မို့လားဒါကြောင့်ဒီတရားတော်တွေကိုနာကြားပြီးတော့အပယ်ဘေးတွေကလည်းလွတ်ကြပါစေ
35ညာတိုင်းတိုင်းနာကြားခဲ့ရတဲ့ပုဂ္ဂိုလ်တွေဟာတရားနဲ့ထိုက်လို့တဲ့ဘာနဲ့ထိုက်လို့ဒါကြောင့်35ညာအာရရွှင်ကြည်တရားစီကြီးရိုက်တည်နေပြီမထိုက်သူများရှောင်သွားကြမည်ထိုက်သူများနာကြားရွှင်ကြည်ကြည်အဘယ်ဘေးကြီးဒါစီဘောကြီးတရားစီကြီးရိုက်တည်နေပြီ35ညာဓမ္မအတန်သည်နောက်နေ့ညမကြားရတော့ပြီမကွေးမြို့လုံးချိတ်အောင်ညာစီမကွေးမြို့လုံးချိတ်အောင်ညာစီအသင်းကြီးအာမထားခြင်းသည်နောက်နေ့မှလည်းဒီပွဲမျောမီတည်င်းကြပြေလွှာလာခဲ့ပြီနောက်နေ့မှလည်းဒီဓမ္မသဖြင့်တရားပွဲကြီးတည်င်းကြပြီဆိုရင်ဘေးတိုင်းအပြေကလေးလာမလားမလာဘူးလား35ညာဓမ္မကုသိုလ်35ညာဓမ္မကုသိုလ်နိဗ္ဗာန်ရောက်ကြောင်းဆုတောင်းငါဆို35ညာလုံးလုံးစဉ်ကျင့်ပါခဲ့တဲ့ဒီဓမ္မသဖြင့်တရားဝယ်ကြီးမှာရတဲ့ကုသိုလ်အလုံးတို့သည်ဣဒံဝေဘုံဉံနိဗ္ဗာန်သာပစ္စယောဟောတုဤကောင်းမှုဟာနိဗ္ဗာန်ရဲ့ထောက်ပံ့မဲ့ဖြစ်ပါစေလို့နိဗ္ဗာန်ကိုဆုတောင်းပါဘယ်ကိုဆုတောင်း35ညာဓမ္မကုသိုလ်နိဗ္ဗာန်ရောက်ကြောင်းဆုတောင်းငါဆိုတတ္တဝါအများယာညာစေလိုပေးဝေငါအများဆိုပြီးတော့ရည်သေးချာအများဝင်မယ်မို့လားအဲ့ဒါကြောင့်မို့လို့35ညတိုင်းတိုင်းကျင့်ပါတဲ့ဒီတရားဝဲမှာဘုန်းကြီးတို့နောက်ဆုံးညာအနေအားဖြင့်အလုံးတရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုဒါနကုသိုလ်ကောင်းမှုဆိုတာလောက်ရတာမလွယ်ဘူးဆိုတာကိုတသက်သားတဲ့ကနေပြလို့ဘုရားလက်ထက်ကမစ္စရိယကောတိယဝတ္ထုကိုတို့တို့ကျင့်ချင်းလိုရင်းထုတ်ပြီးတော့ဗုဒ္ဓမြတ်စွာသာနာတော်ကြီးနဲ့တွေ့နေတဲ့အချိန်ကကာလမှာအချိန်ကလည်းကြာပြီဘဝကလည်းကုသိုလ်ကောင်းမှုချင်းနေပြီတဲ့ဘဝကိုရနေတော့မှလက်လွတ်ဆုံးရှုံးမခံကြပဲနဲ့အကုသိုလ်သားအရင်တွေကိုနှင်ထုံပြီးတော့ကုသိုလ်သမက်တွေကိုတင်သွားနိုင်ကြပါစေလို့ကုသိုလ်သမက်ကိုချစ်နိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဟောတဲ့တရားကလည်းပဲဘု து ကိုချစ်မှလဲတဲ့။ဘာတရားလဲ။အဲ့ဒီမေခွန်းကကိုပြန်မေးပြီးတော့ကုသိုလ်ကောင်းမှုတွေလှုပ်တိုင်းငါသမက်ကိုချစ်နေတာငါသမက်လေးကိုချစ်နေတာငါသမက်လေးကိုချစ်နေတာလို့ဤကဲ့သို့ကုသိုလ်ကောင်းမှုကိုသမက်လို့မြင်ပြီးတော့ကြိုးစားပွားများအထောက်နိုင်ကြပါသည်ဆိုတဲ့ဒီမေတ္တာဒီစေတနာဖြင့်ဒီနေ့ညခေါ်တော်တရားကိုဘုရားသားရင်ဓမ္မကဗျာလေးများဆိုပြီးတော့တရားဝဲသိမ့်လိုက်ကြပါစို့အားလုံးလိုက်ဆိုပါစီတော်သံမြကြားရလေပြီလူရှင်အများလိုလားကြသည်မေတ္တာထားလို့နာကြားစေသည်မကွေပွဲအခဲလာကြသည်စီတော်သမြကြားရလေပြီလူရှင်အများလိုလားကြသည်မေတ္တာထားလို့နာကြားစေသည်မကွေပွဲအခဲလာကြသည်35ညအာရရွှင်ကြည်တရားစီကြီးရိုက်တည်နေပြီမထိုက်သူများရှောင်သွားကြမည်ထိုက်သူများနာကြရွှင်ကြည်ကြီးအပေဘေးကြီးဒါစီဘို၏တရားစီကြီးရိုက်တည်နေပြီ35ညဓမ္မအတန်သည်
နောက်နေညမကြားရတော့ပြီမကွေးမျိုးလုံးချိန်အောင်ညာစီအသင်ကြီးအာမထားခြင်းသည်နောက်နေမှလည်းဒီပွဲမျောမီသတင်ကြပြေးလွှာလာခဲ့မည်35ညဓမ္မကုသိုလ်နိဗ္ဗာန်ရောက်ကြောင်းဆုတောင်းငါဆိုတတ္တဝါများယာညာစေလိုဘေးဝေငါအမြအမြဆိုဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိသာဘာတိတောဒေနသာဝေဒုက္ခယံတုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟတသုတယံဘုခိုင်းတု၌မမြင်ခောရမဘုရားရှင်သည်အာခိသဘာတိတောထံကရိုင်းပယပြပြသာသာထိင္ရုပ်ဆိုရင်ဟောကြားအပ်သောအယံဓမ္မောမေစရိယကောတိယဝတ္ထုလိုခေါ်ဆိုအပ်တဲ့ဘယ်သူကိုချစ်မှလဲလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်မြတ်ကိုမေမယငါသည်ဒေတိတော်ဒုဒကဒကမတွေသိစေမစေကျင့်ကြနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီဒေနထိုသောစည်းမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင်းသဗ္ဗေကျွဲ့မဲ့ဥဒ္ဒုံလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်အိဋ္ဌသမင်္ဂိနောမိမိတို့အလိုရှိအပ်တောင်းတအပ်သောအိဋ္ဌမင်္ဂလာကျက်တည်းဖြာဖြာတို့နှင့်ပြည့်စုံညကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်တည်းရေဇက်သွန်ချအမြဝေလိုက်ကြစို့အလုံးမဲလိုက်ဆိုပါဣဒံမေပုံညာနိဗ္ဗာနတမစ္စယောဟောတုအရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံသုံးပါးနှင့်8ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူစောင့်တည်ပြီးလျင်မကွေးမြို့ကရုဏာရှင်များနာရေးကူညီမှုအသင်ကြီးဤ17နှစ်ပြည့်ဓမ္မဒါနဓမ္မပူဇာတရားအလူကို35ညတိုင်တိုင်ဒေလူရာတွင်အရှင်ဘုရားတို့သည်ဟောကြားတော်မူအပ်သောတရားတော်များကိုရိုးရိုးသေးသေးလေးလေးစားစားမှတ်မှတ်သားသားနာကြားကြပါကုန်၏ရှင်ဘုရားထိုမတပါတရားတော်ကိုမူဇော်သည်အနေအဖြင့်35ညတိုင်တိုင်အလူရှင်အသီးသီးတို့ကဓမ္မပူဇာနဝကမ္မအလှူတော်ငွေများကိုစ
စေရနာသုံးတန်ပြထမ်း၍လူရန်ညပါကုန်၏ရှင်ဘုရားထိုမတပါကရုဏာရှင်နာယေကုညီမှုအသင်းကြီးအတွေ့အလူရှင်အသီးသီးတို့ကအလူတော်ငွေများကိုညစဉ်ညစဉ်ဓမ္မသဘင်၌စေရနာသုံးတန်ပြထမ်း၍လူရန်ညပါကုန်၏ရှင်ဘုရားထိုမတပါတရားပွဲတော်ကြီးရှင်းမြောက်ရန်အတွက်အလူရှင်အသီးသီးတို့ကဝေယဝိစ္စကာယဒါနလှုပ်အားအလူပန်းအလူအာဟာရအလူအစရှိသည်တို့ကိုစေရနာသုံးတန်ပြထမ်း၍လူရန်ညပါကုန်၏ရှင်ဘုရားဤကောင်းမှုတို့သည်တပည့်တော်တို့အတွက်မဉ္ဇဉ်ဘုံဉဏ်ဘောဓိဉဏ်ဤရရာကြောင်း၆ပန့်ကောင်းသည်ရှိပါစေသာရှင်ဘုရားယနေ့ယခုပြုသမျှကုသလဤအဘောဘာကကိုအထူးအဖြင့်ကရုဏာရှင်များနာယေကုညီမှုအသင်းကြီးကိုစတင်တည်ထောင်တော်မူသောယေရှုတော်ရှင်မကွေးဆရာတော်ဘုရားကြီးအားရာညာပါစေအမြဝေဤထိုမတပါအနန္တခိုင်းဝင်ယေရှုတော်ရှင်မိခင်ဖခင်ဆရာသခင်တို့အား၎င်းကိုယ်စောင့်နမစထား၍နတ်မြတ်နတ်ကောင်းနာပေါင်းတို့အား၎င်းအတိမ်ဘဝကဒေါ်စခဲကုန်သောမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်ဆန်း၍ဘဝဓမ္မပြောင်းရွှေ့တွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃာအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဣမန္တတောတရားနာအရေးအားပေးကြွားရောက်ကြကုန်သောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းရာညာပါစေအမြဝေဤအလုံးစုံကုန်သောဝေနေယဒုက္ခိတာဒုက္ခိတာတတဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များဤဘေဝေသောအမြကိုရကြကုန်သည်ဖြစ်၍ဝမ်းမြောက်နှုမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောကုသိုလ်အမြယူတော်ကြပါ အ
စု